ကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးအမရပူရာမြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးပေါ်တွင်တရက်တလ60ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောအတိလိုက်ယံတရားတော်ဗံလိုခြင်းကြလို့ရှိရင်အရေးကြီးဆုံးချက်ကိုယနေ့ပြောရလို့ရှိရင်ဒိဋ္ဌိကွာပြီးနိဗ္ဗာန်သိမှာနိဗ္ဗာန်အကြောင်းကိုလည်းသိမှာဒိဋ္ဌိလည်းကွာမှာလို့ဒကာကျွယ်ဒကာတစ်တို့မှတ်ထားဖို့နော်နိဗ္ဗာန်ကိုသဘောမကျလို့ရှိရင်လည်းဒိဋ္ဌိကမကွာဘူးနိဗ္ဗာန်သဘောမကျရင်အဲ့တော့ဒိဋ္ဌိမကွာတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်လိုချင်လို့ရှိနိဗ္ဗာန်ရချင်လို့ရှိအားလုံးတရားဓမ္မတွေမှတ်ကြပါမရဘူးမှတ်ဒိဋ္ဌိမကွာတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်လိုချင်ပါတယ်ရချင်ပါတယ်လို့ပြောတာဟာနိဗ္ဗာန်အကြောင်းကိုလည်းဒိဋ္ဌိမကွာတဲ့အတွက်မသိပါဘူးမသိတဲ့အတွက်လည်းတရားကျွယ်တရားတစ်တို့မရဘူးလို့မှားကောင်းပြီဒါဖြင့်ဒကာဓမ္မတို့နိဗ္ဗာန်ကိုလည်းကြကြနာသိရမယ်ဒိဋ္ဌိလည်းဖြုတ်ရမယ်ဒိဋ္ဌိပြုတ်မှနိဗ္ဗာန်ရမယ်နိဗ္ဗာန်သိမှဒိဋ္ဌိပြုတ်မယ်ဒီနှလုံးကိုသေချာမှတ်ပါတဲ့ဒီနှလုံးပဲဟောမှာပဲဒိဋ္ဌိပြုတ်မှနိဗ္ဗာန်သိမယ်နော်နိဗ္ဗာန်ကိုကြကြနာသိထားမှလည်းဒိဋ္ဌိပြုတ်မယ်ဒါဖြင့်ဒကာဓမ္မတို့နိဗ္ဗာန်ရောက်ခြင်းအကြောင်းနှစ်ကြောင်းပေါ့နိဗ္ဗာန်သိမှုသင်္နံပါတ်ရေးကြီးနိဗ္ဗာန်သိမှလည်းဒိဋ္ဌိကိုဖြုတ်နိုင်တယ်ဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ်မှလည်းနိဗ္ဗာန်ကိုသိနိုင်တယ်ဒါကြွယ်ဘယ်နှချက်ပါလဲနှစ်ချက်တကသစ်တို့နိဗ္ဗာန်သိမှလည်းဘာတော့ဗျာဒိဋ္ဌိပြုတ်မှာပဲဒိဋ္ဌိပြုတ်မှလည်းဩဒါဖြင့်အရေးကြီးပါလားဒီနှစ်ချက်ဒီပြင်ဟာရတဲ့ပုံမူပြီးဒီကလာအရေးကြီးပါကလားဆိုတာတကကြွယ်တကတစ်တို့ပေါ်လာဒါဖြင့်ဒကာဓမ္မတို့ဒီနှစ်ခုကိုဆရာဘုန်းကြီးကရှင်းရှင်းလင်းလင်းမပြလို့ရှင်းဖြင့်ဒိဋ္ဌိလည်းပြုတ်တော့မှာမဟုတ်ဘူးဒိဋ္ဌိမပြုတ်ရင်လည်းနိဗ္ဗာန်သဘောကျမှာမဟုတ်ဘူးနိဗ္ဗာန်သဘောကျအောင်ပြောပြန်လို့ရှိရင်လေတဲ့ဒိဋ္ဌိပြုတ်မှပဲနိဗ္ဗာန်သဘောကျဒါကြောင့်နိဗ္ဗာန်နဲ့ဒိဋ္ဌိဟာစနေတယ်လို့မှတ်ရမယ်ယမကဆိုတဲ့ယဟန်အနိစ္စဒုက္ခအနတ္တတွေတကယ်ကြွယ်တကယ်သိလုတ်တယ်နော်အတ္တဒိဋ္ဌိနဲ့ဥစ္စေရဒိဋ္ဌိရှိနေလို့အတ္တဒိဋ္ဌိနဲ့ဥစ္စေရဒိဋ္ဌိရှိပြီးဒီကလာနေတဲ့တွေ့အထုံများတော့လေယမကမှမရဘူးယမကဆိုတဲ့ယဟန်ဒကာရမတို့အတ္တဒိဋ္ဌိနဲ့ဥစ္စေရဒိဋ္ဌိရှိနေသောကြောင့်အနိစ္စဒုက္ခအနတ္တတွေလုံများတော့လေနိဗ္ဗာန်မရဘူးဘောပါယမကမှာအနိစ္စဒုက္ခအနတ္တတွေတော့မလုံဘူးလားအတ္တဒိဋ္ဌိနဲ့ဥစ္စေရဒိဋ္ဌိရှိနေတဲ့အတွက်နိဗ္ဗာန်မရဘူးယမကယမဒဂရမတို့ဘာရှိနေလို့နိဗ္ဗာန်မရပါလဲအတ္တဒိဋ္ဌိနဲ့ဥစ္စေရဒိဋ္ဌိရှိနေတယ်အဲ့ဒါကြောင့်သူဒီနိဗ္ဗာန်မရပါဘူးဒကာကျွယ်ရေးကြည့်တာပေါ့မနေ့ကဟောပေးတာဖြစ်တဲ့3ရက်တိုင်တိုင်ဟောလာတဲ့သန္နမြမိသွဲသန္နမှာတော့ဓမ္မတို့တက္ကရာအတ္တဒိဋ္ဌိနဲ့ပတ္တရဒိဋ္ဌိရှိနေလို့သူအနိစ္စဒုက္ခအနတ္တတွေလုံများတော့လေသူလည်းနိဗ္ဗာန်မရောက်ဘူးနောက်ဓာရီဖြုတ်ပေးမှရောက်သွားတယ်ဉာဏနာဖြုတ်ပေးလို့ရောက်သွားငကိုမရောက်တာရှင်သန္နမှာတော့အတ္တဒိဋ္ဌိနဲ့ပတ္တရဒိဋ္ဌိရှိနေလို့မရောက်ဘူးဒါပြန်ဒိဋ္ဌိဒီဒကာဓမ္မတို့
နိဗ္ဗာန်ကန့်ကွက်တဲ့အဲမှာဖြင့်အကြီးဆုံးကန့်ကွက်နိုင်တဲ့တရားလို့မှတ်ပါယနေ့ဟောရမယ်ယမကမှာတော့အတ္တဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိရှိနေလို့နိဗ္ဗာန်မရဘူးဟောသူတို့နှစ်ပါးထူးခြားပါလားဆိုတာဒကာဓမ္မတွေမှတ်ထားပါမြင်မင်းရွယ်ဆန္ဒမှာတော့ဘာရှိနေတယ်အတ္တဒိဋ္ဌိနဲ့သတ္တရဒိဋ္ဌိရှိနေလို့မရဘူးနိဗ္ဗာန်မရဘူးနိစ္စဒုက္ခအနတ္တအထုတ်တယ်နော်ဒီနေ့ဟောမဲ့ယမကဆိုတဲ့ယဟန်မှာတော့တဲ့ဒကာဓမ္မတို့အတ္တဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိရှိနေလို့နိဗ္ဗာန်မရဘူးဒါပြန်နိဗ္ဗာန်ကန့်ကွက်တဲ့နေရာမှာဒိဋ္ဌိဟာအရေးကြီးဆုံးချက်ပဲသူကန့်ကွက်သုံးပဲဆိုတာသဘောကျဩဒါပြန်ဒကာဓမ္မတို့ရှေ့ပိုင်းမှာဘာလို့ပြေးရမှာတုံးလို့မေးတော့ခொနဲ့ကတရားရှိခဲ့ကြတဲ့ကတရားစခဲ့ကြတဲ့ကဒကာဓမ္မတို့နိဗ္ဗာန်သဘောကျအောင်ပြောရလိမ့်မယ်ဒိဋ္ဌိဖြုတ်ပေးရလိမ့်မယ်လို့နိဗ္ဗာန်သဘောမကျရင်လည်းဒိဋ္ဌိမပြုတ်ဘူးဒိဋ္ဌိမပြုတ်ပဲနဲ့လည်းနိဗ္ဗာန်သဘောမကျဘူးဒါဖြင့်ဒီရေးကကြီးတယ်ပေါ့ဗျာကြွယ်ဒါဖြင့်ဒိဋ္ဌိဟာနိဗ္ဗာန်ကန့်ကွက်တဲ့မှာဖြင့်အကြီးဆုံးသောကန့်ကွက်တဲ့တရားလို့ဆိုတာကောင်းကောင်းရှင်း납ပလားကောင်းပြီဒါဖြင့်ဓမ္မတို့ဒုက္ခကသိင်ကင်းခြင်းနဲ့နိဗ္ဗာန်1500ကိလေသာတွေသိမ့်တဲ့နိဗ္ဗာန်ဒီနိဗ္ဗာန်ကိုတကယ်တမ်းဓမ္မတို့ရောက်ချင်ကြပါတယ်ရကျင်ကြပါတယ်ဆိုလို့ရှိရင်ဖြင့်ဒိဋ္ဌိဖြုတ်ရမှာဘာရေးကြည့်တော့ဒိဋ္ဌိဖြုတ်ဖို့ရေးကြည့်တော့တယ်ဆိုတာဓမ္မတွေမှတ်ပါကောင်းပြီဒါဖြင့်ဓမ္မတို့ဒိဋ္ဌိကိုအရင်ဖြုတ်မှသာရင်နေရာကျမယ်ဆိုတဲ့ဥစ္စာကိုဓမ္မတဲ့ကျွယ်တို့ရှင်းဥစွာမှတ်ရတယ်ဘယ်လိုပဲလူဘယ်လိုပဲတန်ဘယ်လိုပဲကြောင်းကံဖရာတွေတည်ပိဋကကနေညာတော့လဲဒိဋ္ဌိမပြုတ်လို့ရှိရင်ဖြင့်ဓမ္မတို့နိဗ္ဗာန်တော့မရဘူးသုဂတိနတ်ပြည်တော့ရောက်ပါလိမ့်မယ်သုဂတိနတ်ပြည်တော့သုဂတိနတ်ပြည်တော့ရောက်ပါလိမ့်မယ်လို့ဆိုတာသေးသေးချာချာမှတ်ပါနိဗ္ဗာန်တော့ရောက်ပါမလားဆိုတော့ဒိဋ္ဌိခံနေလို့မရောက်ဘူးလို့ဆုံးဖြတ်ချက်ချဒါဖြင့်ဓမ္မတို့နိဗ္ဗာန်ရောက်ကြောင်းမှာဖြင့်ဘ ᱹ ပြုတ်ဖို့အရေးကြီးဆုံးအကြောင်းလာဖြစ်လာတယ်ဆိုတာပေါ်ပါပြီဘာဖြုတ်ရဒိဋ္ဌိဖြုတ်ရမယ်ဆိုတာဓမ္မတွေလေးစားစွာနဲ့ပဲယနေ့မှတ်ကြတော့မယ်ခိုင်းစောစောစီစီပဲယမကဤနိဗ္ဗာန်မဲ့ဖို့တားတဲ့ဒိဋ္ဌိကိုမပြမီရှေးဖို့ကာလ၌ဘုန်းကြီးဓမ္မတွေရှေ့ပိုင်းကဖြုတ်နှင်ထားလို့ရှိရင်ကောင်းပါလေရှေ့ပိုင်းကဖြုတ်နှင်ထားလို့ရှိရင်ကောင်းပါတယ်လို့ဆိုတော့ဒိဋ္ဌိဖြုတ်ဖို့ရဆိုတော့မနေ့ကလည်းဟောခဲ့တယ်ဟေးခန္ဓာပရိစ္ဆေသမုပ္ပါသိဖို့ရေးရှိဘာရေးကြည့်ပါလဲခန္ဓာပရိစ္ဆေသမုပ္ပါသိဖို့ရေးကြည့်ဘာသိဖို့ရေးကြည့်ပါလဲသေးသေးချာချာမှပါဠိတစ်လုံးကိုပဲတခါကျရင်လူရင်းပြောနေတော့ထပ်ပြန်ကြလဲပြောတယ်လို့တခါကျတို့ကမအောင်မင်းနဲ့ကောင်းပြီဒါဖြင့်ဓမ္မတို့ခန္ဓာပရိစ္ဆေသမုပ္ပါသိဖို့ရေးကြည့်ခန္ဓာပရိစ္ဆေသမုပ္ပါကသာမာသိဖို့ရေးကြည့်သလားဖြစ်စေခန္ဓာမှာသိဖို့ရေးကြည့်သလားဟောဒါဖြင့်စာရလို့တခါကျွမပြီးသေးဘူးစာတတ်လို့ဖြစ်စေပရိစ္ဆေသမုပ္ပါဖြစ်စေခန္ဓာပရိစ္ဆေသမုပ္ပါနားလေမှဓမ္မတို့ဒိဋ္ဌိကိုဖြုတ်ပေးလို့ရဖြစ်စေခန္ဓာပရိစ္ဆေသမုပ္ပါကိုမှဆရာကလည်းမပြယောဂီပုဂ္ဂိုလ်တွေကလည်းနီးမရကြဘူးဆိုလို့ရှိရင်ဖြင့်တဲ့ဘယ်လိုပဲရှုပြီးအနိစ္စဒုက္ခအနတ္တရှုညာတော့လေသန္တာနိဗ္ဗာန်မရတယ်လို့ယမကနိဗ္ဗာန်မရတယ်လို့ပဲဖြစ်ကြမှာဒါပြန်အနိစ္စဒုက္ခအနတ္တရှုမှုတဲ့
ဒိဋ္ဌိဖြုတ်မှုကအရေးကြီးဘုပုဂ္ဂိုလ်နှစ်ပါးဒီစန္ဒာလည်းရှုတာပဲအိစ္ဆဒုက္ခအနတ္တရရလားမရပါဘူးယနေ့ဝါလတံဖြစ်တဲ့ယမကလည်းဒကာဓမ္မတို့အိစ္ဆဒုက္ခအနတ္တရှုပါမရဘူးဘာခန်းနေတယ်ဆိုတဲ့လက်တဲ့အကြောင်းရင်းပေါ်ရောပေါ်ဘာခန်းနေဒိဋ္ဌိခန်းနေတယ်ဆိုတော့တကယ်ကြွေသူရှိရနဲ့လုံနေလို့ရှိရင်ဖြင့်နိဗ္ဗာန်လည်းမရဒါနသီလတွေသောက်တည်နေ냐တော့လဲသုခတိပဲရနိဗ္ဗာန်ကြတော့မရနိုင်ဘူးဆိုတာကိုလေးစားစွာနဲ့ခွင်းတို့ဓမ္မတွေမှတ်ထားလိုက်တော့တစ်နံပါတ်ဒိဋ္ဌိဖြုတ်ဖို့ရေးကြည့်ပါကလားဆိုတာဖြင့်ဘောလောကြီးပေါ်လာတယ်ခိုင်းတာရင်ဒိဋ္ဌိဖြုတ်ကြပါစို့ခန္ဓာပရိစ္ဆေသမုပ္ပါရှိကြဆိုတော့နော်ခန္ဓာပရိစ္ဆေသမုပ္ပါရှိကြပါစို့ဆိုတော့ဓမ္မတွေယခုခါမှာဘုန်းကြီးကတရားဟောတရားဟောတာကလည်းဒီတိမ်မြုံဟောတာမဟုတ်ဘူးအတန်ထုတ်ပြီးဟောနေရအတန်ထုတ်ပြီးဟောနေရတော့ဓမ္မတွေကလည်းကြားကြတာပေါ့ဗျာကြွကြားရမှာကြားတော့နားထဲမှာဓမ္မတွေသိတဲ့တိုင်မသေးသေးတဲ့ကြားတတ်တဲ့ရုပ်ကလေးကလည်းနားထဲမှာရှိမသေးသေးလို့နော်တကယ်သုတ်တန်ရောက်တဲ့ပုဂ္ဂိုလ်ဘယ်လိုမချောက်ပေါ့ဗျာမသေးသေးတဲ့အတွက်သောတာပတာရယုဆိုတဲ့ကြားရုပ်ကလေးကလည်းရှိတယ်ပေါ့ဗျာအဲ့ဒီကြားရုပ်ကလေးကကြွယ်တို့သစ်တို့နားထဲမှာကညောင်ဖြစ်တဲ့ကြားရုပ်ကလေးကရှိကြားရတဲ့ရုပ်ကလေးကရှိနေတော့ဘုန်းကြီးရတဲ့ဒီကနေပြီးတရားဓမ္မတွေဟောတဲ့အတန်ကလည်းလွှတ်လိုက်ပြန်တော့အတန်နဲ့ကြားရုပ်နဲ့သွားတိုက်အတန်နဲ့ဘာနဲ့သွားတိုက်အတန်နဲ့ကြားရတဲ့ရုပ်နဲ့သွားတိုက်လိုက်ဒီနဲ့ပြင်တဲ့တဲ့ဓမ္မတို့ကြားရတဲ့စိတ်တခါတည်းပေါ့ကြားရတဲ့စိတ်ကြားတာအကောင်းဆိုးရွေးတဲ့ဝေဒနာတရားဓမ္မလားလို့ပတ်တဲ့သင်ညာကြားလို့တယ်တောင်းတနေတဲ့စေတနာတခါနာမခန္ဓာ၄ပါးပေါ့နာမခန္ဓာ၄ပါးမပေါ်ဘူးလားဒါကြားရုံနဲ့အတန်နဲ့သွားတိုက်လိုက်တာတကယ်ကျွေနံတရား၄ပါးပေါ်လာမပေါ်လာဘူးနံတရား၄ပါးတော့တကယ်သိသံဃာရှိသေးလားကြားစိတ်လည်းပေါ်တယ်ကြားလို့ကောင်းမကောင်းခံစားတဲ့ဝေဒနာလည်းအတ္တမတရားသံပါလားလို့မှတ်တဲ့သင်ညာရောကြားလို့တောင်းတနေတဲ့စေနာလေးကိုနာမခန္ဓာဘယ်နှပါးပေါ်ပါလဲ၄ပါးပေါ်တယ်လို့ဆိုတော့ယခုပဋိစ္စသမုပ္ပါအစပါလားလို့မှတ်လိုက်နာမခန္ဓာ၄ပါးအခုမှအတန်ကြားမှယခုနာကြားရုပ်ပေါ်မှာဖြတ်ခနဲ့ပေါ်လာတဲ့နန္တရားလေးခုတပြိုင်တည်းပေါ်ကြတယ်ဆိုတာသဘောကျတယ်ဒါတကားတို့ပဋိစ္စသမုပ္ပါအစပါလားခင်ဗျားတို့ရော့နေတာဝိဇ္ဇာဖြစ်เสียသင်္ခါရမပါပါဘူးယခုဖြစ်စေပဋိစ္စသမုပ္ပါကိုနားလည်မှာဘူးဗျကိုယ်ကစားဦးကြည့်ပါပြီကိုဖြစ်စဉ်လည်းမဟုတ်ဖ ೇನೆ တတ္တဝါအများကြီးဖြစ်စဉ်ကိုယူပြီးရေးထားတဲ့ဘုရားဟောတော်မူတဲ့စာဘူးဗျအခုကကိုယ်တဏ္ဍာအခုစဖြစ်တဲ့ပဋိစ္စသမုပ္ပါလို့ဆိုတာသဘောကျရမယ်ကောင်းပြီဒါဖြင့်ဒီပဋိစ္စသမုပ္ပါဓမ္မတို့နားထဲမှာနန္တရားယုတ်တရားတွေဖြင့်ဖြစ်ကြဖို့ကြားယုတ်ကယုတ်ပေါ့ဗျာသူ့ပေါ်မှာကပ်ပြီးပေါ်တဲ့နာမခန္ဓာ၄ပါးကနာမ်ပေါ့ဗျာနန္တရားယုတ်တရားပေါ်ပြီဒါအိမ်ကယုတ်လာတာလားခုမှဒီကြမှာပေါ်တာဒါဖြင့်ဓမ္မတို့ပဋိစ္စသမုပ္ပါဏတရားအကြောင်းဆွဲပြီးဖြစ်ပေါ်လာတဲ့ပဋိစ္စသမုပ္ပါဏတရားဆိုတာပေါ်လာပါလေဒါကပဋိစ္စသမုပ္ပါလို့ကြွယ်တကသစ်တို့ကမမှတ်လိုက်ပါနဲ့ပဋိစ္စသမုပ္ပါဏလို့မှတ်လိုက်ပါပဋိစ္စသမုပ္ပါလို့မမှတ်လိုက်
ပဋိစ္စသမုပ္ပန္နာလို့မှတ်လိုက်အခုပေါ်လာတဲ့နာမခန္ဓာ၄ပါးကပဋိစ္စသမုပ္ပါလားပဋိစ္စသမုပ္ပန္နာလားပဋိစ္စသမုပ္ပန္နာလို့မှတ်လိုက်ပါသူကဘာကြောင့်လဲဆိုလို့ရှိရင်ယခုအတန်နဲ့ကြားရုပ်နဲ့တိုက်လို့ခုပေါ်လာတော့သူကအတန်နဲ့ကြားရုပ်ကအကြောင်းတရားပေါ်လာတဲ့နာမခန္ဓာ၄ပါးကအကျိုးတရားဒီအကျိုးတရားဆိုတော့အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားဆိုအကြောင်းကိုပဋိစ္စသမုပ္ပါခေါ်တယ်အကျိုးကိုပဋိစ္စသမုပ္ပါဏလို့ခေါ်တယ်အကြောင်းကိုဘာခေါ်ကြပဋိစ္စသမုပ္ပါအကျိုးကိုဘာခေါ်ကြပဋိစ္စသမုပ္ပါဏလို့ခေါ်လိုက်ပါဒါပြန်ဒကာဓမ္မတို့သဏ္ဍာန်မှာသူအကြောင်းမဖြစ်ခင်နာမခန္ဓာ၄ပါးအကြောင်းမဖြစ်ခင်ပဋိစ္စသမုပ္ပါဏဖြစ်နေတယ်သူကဆက်ပြီးကျေစုမပြုသေးအကျိုးတရားဖြစ်လေသောကြောင့်ပဋိစ္စသမုပ္ပါဏလို့မှတ်လိုက်ပါတော့ကောင်းပြီဒါပဋိစ္စသမုပ္ပါဏအစလေးဖြင့်တရားဓာန်လေးကြားတဲ့ချိန်ဟာနာမခန္ဓာ၄ပါးဆိုတဲ့နန္တရားနားပေါ်မှာပါနားအိတ်တွန်းဖာပေါ်လာလို့ရှိရင်ပဋိစ္စသမုပ္ပါဏတရားလေးပေါ်ပြီဒီထဲမှာကြားတဲ့စိတ်ကလေးလည်းမရှိဘူးလားသူကဝိညာဉ်နဲ့ခန္ဓာနော်ကြားလို့ကောင်းမကောင်းလေးကဝေဒနာခန္ဓာတရားဓာန်လေးပါလို့မှတ်တာကသင်္ညခန္ဓာတရားနာဖို့ရာကိုသူကတိုက်တွန်းနှိုးဆိုတာလေးရတယ်ဒီချက်ပါတော့စေတနာသင်္ခါရခန္ဓာနာမခန္ဓာဘယ်နှပါးပေါ်ပါလဲနာမခန္ဓာ၄ပါးပေါ်နေတော့အဲ့ဒါလေးကနာမခန္ဓာ၄ပါးပေါ်တယ်လို့ပဲမှတ်လိုက်ပါတော့ငါကြားတယ်လို့မထင်လိုက်ပါနဲ့ဒီလေးခုပေါ်တာကိုမှတ်လိုက်ပါကြားတာဒီလေးခုကကြားတယ်ဆိုတာသဘောကျငါကြားတာလားသူကြားတာလားဒီနာမခန္ဓာ၄ပါးကကြားတယ်ရှင်းမလားဒီလိုသိထားပြန်တော့ဒါဖြင့်ဒကာဓမ္မတို့ငါကြားသူကြားဆိုတဲ့သက္ကာရိရှိဟာဖြင့်ရှိသေးရဲ့ဒါနာမခန္ဓာ၄ပါးကကြားတာကိုလို့ဆိုတဲ့ဖြင့်ယောက်ျားကြားတာလားမိန်းမကြားတာလားငါသူတစ်ပါးကြားတာလားလို့မေးလိုက်လို့ရှိရင်ဒကာကျဒကာသစ်တို့ဘယ်လိုဖြေကြပါနာခန္ဓာလေးအသက်ပေါ်ပြီးကြားတာလေးအသက်ပေါ်တာပဲကြားရတဲ့တရားလေးအသက်ပေါ်တယ်လို့မှတ်လိုက်တာသဘောကျကောင်းပြီကြားရတဲ့တရားလေးအသက်ပေါ်တော့ကိုဒီတရားလေးဒီကားလေးဆိုလို့ရှိရင်ကြားရတဲ့တရားလေးပဲလို့သိတော့သက္ကာရိကပြုတ်ငါကြားတာမဟုတ်ဘူးသူကြားတာမဟုတ်မိန်းမတွေကြားတာမဟုတ်ယောက်ျားတွေကကြားတာမဟုတ်ပါဘူးဒီနာမခန္ဓာလေးပါကကြားတာသူပေါ်လာတာသဘောကျဒီလိုသိသွားတော့ဒကာကျော်ဒကာတစ်တို့ကဒါဆရာဘုန်းကြီးဘယ်နဲ့ကြောင့်ဒါလေးတက်နာမှာကင်ပြီးအရေးကြီးပြောနေပါလိမ့်မလို့ဆိုတော့သက္ကာရိဋ္ဌိဖြုံးအတ္တရိဋ္ဌိဖြုံးနေသက္ကာရိဋ္ဌိနဲ့အတ္တရိဋ္ဌိဆိုတာအတူတူပဲအတ္တရိဋ္ဌိကငါဆိုတော့အတ္တရိဋ္ဌိသက္ကာရိဋ္ဌိကလည်းထုံနည်းတူပဲတဲ့ဒီတရားလေးငါထင်းနေတာသက္ကာရိဋ္ဌိပဲအဲ့ဒီနှစ်ခုကမထူးပါဘူးသက္ကာယရိဋ္ဌိနဲ့အတ္တရိဋ္ဌိဆိုတာခေါ်တာပြောင်းတာပါစင်စစ်တော့နာမခန္ဓာ၄ပါးကိုငါထင်တာဆိုတာပါပဲသဘောပါကြဒါကြောင့်ဘုရားများကြားပါလိမ့်ဒကာဓမ္မတို့သူတစ်ပါးယောက်ျားမိန်းမကြားတာမဟုတ်ပါလားကြားရတဲ့နံကလေးကကြားရတဲ့နံလေးကကြားရပါလားဆိုတာမြင်းမြတ်စွာစွာလေးမှတ်ထားတော့ကြားပြီဒီကလာဒကာဓမ္မတွေကကြားတဲ့အခါကြားလို့ရှိရင်ဖြင့်တဲ့ကြားပြီဘာဖြစ်ပါလိမ့်မလဲလို့မေးလို့ရှိရင်ဖြင့်ကြားရတာကုသိုလ်ဖြစ်လိုက်တာကြားရတာကုသိုလ်ဖြစ်လိုက်တာဆိုတော့ဒီနောက်ကနေပြီးကြလားကုသိုလ်စိတ်ကလေးတွေကမပေါ်ဘူးလားကြားလို့ကုသိုလ်ဖြစ်တယ်လို့ဆိုပြန်ဒါကုသိုလ်စိတ်ပေါ်တာပဲရှိကုသိုလ်စိတ်ပေါ်လာပြန်တော့လေဘုန်းကြီးတို့ဓမ္မတွေကငါကုသိုလ်လားကုသိုလ်စိတ်တက်တက်ဖြစ်လားကုသိုလ်စိတ်တက်တက်ပေါ်တာပဲသဘောကျကုသိုလ်သောမနတတွေမာကုသိုလ်သောမနတတွေဒီလိုပါတွေပေါ်ပြီးကြလားနေပြန်တော့ဒကာဓမ္မတို့ကြားရတဲ့စိတ်ကလေးပေါ်ပြီးကြလား
ကုသိုလ်စိတ်တွေဆက်ပြီးပေါ်ပြန်တော့လေဒီဥစ္စာတွေကလည်းဆိုလို့ရှိရင်ပုဂ္ဂိုလ်တ attva ကုသိုလ်ဖြစ်တာလားကုသိုလ်စိတ်သက်သက်ပေါ်တာပဲလားကုသိုလ်စိတ်သက်သက်ပေါ်တာပဲလို့ဘုန်းကြီးဓမ္မတွေကလေးစားစွာနဲ့မှတ်ထားကြရှင်းသွားဒါဖြင့်ကြာပြီကုသိုလ်ဖြစ်ရတယ်ဆိုတော့ကြားတဲ့နာမခန္ဓာ၄ပါးလေးကလည်းကြားပြီးပြောက်သွားတာကုသိုလ်လေးဖြစ်တဲ့စိတ်ကြမ်းနေမကြမ်းရဘူးလားကြမ်းတဲ့အခါကျတော့ကုသိုလ်စိတ်ကလေးကလည်းဒကာဓမ္မတို့ဘုရုကြောင့်ပေါ်လာတော့ဆိုကြားလို့ဖြစ်တာပေါ့ကုသိုလ်မကြားရင်ဖြစ်ပါအဲ့ဒါဖြင့်ကြားရတဲ့နာမခန္ဓာ၄ပါးအကြောင်းချုပ်သွားလို့ဝန်းနဲ့ကုသိုလ်စိတ်ကလေးပေါ်ပြန်တာဒါလည်းငါကုသိုလ်ဖြစ်တာလားကုသိုလ်စိတ်ပေါ်တာလားတရားနာလို့ငါကုသိုလ်ရတယ်လို့ဒီလိုမယူလိုက်ပါနဲ့တဲ့ကုသိုလ်ကိုငါမထင်လိုက်ပါနဲ့ကုသိုလ်စိတ်ဒီကြားရတဲ့စိတ်ကခြေစစ်ပြုလို့ကုသိုလ်စိတ်ပေါ်လာတယ်ကြားရတဲ့စိတ်ကအကြောင်းပြုလိုက်တာနဲ့ကုသိုလ်စိတ်ပေါ်လာတယ်ဆိုတာရှင်း납ဗလားကြားရတဲ့စိတ်ကချုပ်သွားတာနဲ့ကြားရတဲ့စိတ်ချုပ်သွားတဲ့နေရာမှာကုသိုလ်စိတ်ကပေါ်လာတယ်မပေါ်လာဘူးလားဒကာဒီပေါ်လာတဲ့စိတ်ကလေးတွေကလည်းဒကာဓမ္မတို့ကုသိုလ်စိတ်ကလေးကအကြောင်းကြောင့်ပေါ်လာပြီးဒီကလာချုပ်သွားပြန်တာပဲမချုပ်ပဲဒါဖြင့်ဒကာဓမ္မတို့ကလည်းကြားလိုက်ကြားတဲ့စိတ်ပေါ်လိုက်ကုသိုလ်ဖြစ်ပြီးကုသိုလ်စိတ်ဖြစ်ပြီးချုပ်သွားလိုက်နောက်တစ်ခါကြားတဲ့စိတ်ဘုန်းကြီးကတရားဟောပြန်တော့ကြားတဲ့နာမခန္ဓာလေးပါပေါ်လိုက်ကုသိုလ်ဖြစ်ပြီးဒီကလာချုပ်သွားလိုက်တော့ဒီနေရာမှာယောက်ျားတွေလားမိန်းမတွေလားကြားတဲ့သဘောနဲ့ကုသိုလ်သဘောတွေလှည့်ဖြစ်ပြီးချုပ်နေကြတာလားလို့မေးရင်မနဲ့ဖြစ်ကြသဘောပါကြားရတဲ့တရားပေါ်လိုက်ကုသိုလ်ဖြစ်တဲ့ဓမ္မလေးပေါ်လိုက်ကြားရတဲ့ဓမ္မဆက်ပေါ်လိုက်ကုသိုလ်ဖြစ်တဲ့ဓမ္မပေါ်လိုက်ဒီတရားဓမ္မလုံးတဏှာကြီးဟောနေတော့ကြားရတဲ့ဓမ္မလည်းချုပ်လိုက်ကုသိုလ်ဓမ္မတွေလည်းပေါ်လိုက်ပေါ်ပြီးချုပ်လိုက်ဒီခါနောက်တဲ့ဓမ္မဘဝင်တွေပါလေချပြီးကြားရတဲ့ကုသိုလ်ပေါ်လိုက်ဒီလိုပဲမနေပုဂ္ဂိုလ်တ attva အလုပ်ကိုပါသေးရဲ့ပရိစ္ဆသမုပ္ပါဏတရားတွေဆက်ပေါ်တယ်ကြားရတဲ့တရားကြောင့်ကြားလို့ဖြစ်ရတဲ့ကုသိုလ်စိတ်တွေလည်းပေါ်ကြဒါဖြင့်ဒီထဲမှာတရားနာနေတဲ့ထဲမှာပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမမပေါ်ပါဘူးကြားရတဲ့တရားလေးကလည်းကြားရတဲ့နာမခန္ဓာဓမ္မပဲပုဂ္ဂိုလ်တ attva လားလို့မေးနာဓမ္မသူချုပ်သွားပြန်တော့ကုသိုလ်လေးပေါ်လာပြန်တယ်ကုသိုလ်စိတ်ကလေးပေါ်လာပြန်တယ်ကုသိုလ်စိတ်ကလေးပေါ်လာပြန်တော့လေ၎င်းကုသိုလ်စိတ်ကလေးကလည်းနန္ဓမနန္တရားပဲလို့မဆိုနိုင်ဘူးလားကြားလို့ဖြစ်တဲ့ကုသိုလ်လေးပေါ့ဗျာဒီကုသိုလ်လေးကလည်းဒကာဓမ္မတို့တဏ္ဍာပေါ်ပြီးပျောက်သွားပြန်နောက်တစ်ခါကြားပြန်တော့ကြားရတဲ့နာမခန္ဓာပေါ်ပြန်နောက်တစ်ခါကြားပြီးကုသိုလ်လေးဖြစ်ပြန်တော့လေကြားရတဲ့နာမခန္ဓာချုပ်ပြီးကုသိုလ်နာမခန္ဓာတွေပဲပေါ်ပြန်တယ်မပေါ်ဘူးလားဒီလိုကြီးလဲမနေဘူးလားလဲနေတော့ကုသလအနာဝဇဒုက္ခဥပါကလက္ခဏာကြားရတဲ့ဓမ္မကတော့အပြာတာပဲနိတ္တတာနေဇီဝသဘာဝပဲကြားရတဲ့လည်းတ attva အသက်ဟုတ်ပါရဲ့ကုသိုလ်စိတ်ကလေးကတော့တ attva အသက်ကိုပုဂ္ဂိုလ်တ attva အသက်ဆိုတာပါပါရဲ့မပါတော့ဒီတဲကပဲဒကာဓမ္မတွေကသက္ကာဒိဋ္ဌိပြုတ်နေတယ်ကြားရတဲ့ဓမ္မလေးချုပ်သွားပြီကြားလို့ကုသိုလ်ဖြစ်တာလေးပေါ်လာပြန်ပေါ်လာဘူးလားကြားလို့ကုသိုလ်ဖြစ်တဲ့ဓမ္မလေးချုပ်သွားပြန်ပြီဆိုနောက်တစ်ခါအတန်ကဘုန်းကြီးကဩပြီးဟောလိုက်ပြန်တော့အတန်ထုတ်ပြီးဟောလိုက်ပြန်တော့ကြားရတဲ့ဓမ္မပေါ်ပြန်တာဒါဖြင့်ကြားရတဲ့ဓမ္မရဲ့ကုသိုလ်ဖြစ်တဲ့ဓမ္မရဲ့ဒါလှည့်နေတာပဲဘာလဲနေပါလိမ့်ဒါလဲနာဘယ်လိုလဲယောက်ျားမိန်းမတွေပါသေးလားမပါတော့ဘူးလို့ဆိုတော့ဆရာဘုန်းကြီးကဘာရည်ရွယ်ချက်ထားပြီးဒီလောက်တောင်ဒီနှလုံးကိုလက်ပတ်ပြီးပြောဆိုနေပါလိမ့်မလဲဖြစ်စဉ်ကြိုက်ပြောနေပါလိမ့်မလဲလို့ဒကာကျွဲဒကာသစ်တို့ကမေးရင်ပုဂ္ဂိုလ်တ attva မရှိအောင်လို့ဟောနေသ
ဘောပါကြပုဂ္ဂိုလ်တ attva ရှိကိုရှိတယ်ကြားရတဲ့နန္ဒမာကုသိုလ်ဖြစ်တဲ့နန္ဒမာဒါတွေပဲလှည့်ပြီးဖြစ်နေတာပဲဒီပရိစ္ဆေသမုပ္ပါဒ်နဲ့အသက်ရှင်နေတာပေါ့တင်နာမကြားရတဲ့နာနဲ့အသက်ရှင်နေနောက်ကုသိုလ်နဲ့အသက်ရှင်နေတယ်သဘောကျဒီလိုရှင်းနေတာတွေသိလိုက်တဲ့အခါကိုယ်သက်တမ်းဟာကဟောကြားရတဲ့ဓမ္မချုပ်ပြန်လဲတခါကျွဲတခါတစ်တယောက်သေးပြန်တာကုသိုလ်ဖြစ်တဲ့ဓမ္မလေးသောခုနှစ်ကြိမ်နဲ့ချုပ်သွားပြန်လဲတခါကျွဲတခါတစ်တို့ကုသိုလ်ဖြစ်တဲ့နန္ဒမသေးပြန်တာကုသိုလ်နန္ဒမသေးတာပဲပုဂ္ဂိုလ်တ attva ပါသေးဒါဖြင့်ဖြစ်တိုင်းဖြစ်တိုင်းဒကာဓမ္မတို့ဩကြားပြန်လဲဒီတိုင်းနမ်းပြန်လို့ရှိရင်ဒီတိုင်းဟိုထဲလိုက်တင်တဲ့ခန္ဓာကိုယ်တွေ့ပြန်လဲဒီတိုင်းမြင်ပြန်ရင်လဲဒီတိုင်းနမခန္ဓာလေးပါးဖြစ်လိုက်ကုသိုလ်ဖြစ်လိုက်ဒီပြနေရာကြတော့ဆဲပံကြားလိုက်တဲ့အခါတော့ကြားတာကနာမခန္ဓာလေးပါအမခံကျင်တာကဒေါသဒါဖြင့်ကြားတဲ့နာမခန္ဓာလေးပါချုပ်ပြီးမခံကျင်တဲ့နာဒေါသနာမခန္ဓာမဖြစ်ဘူးသဘောကျဒီလိုကြီးပဲလဲပြီးဒီကရံနေတော့ဘာပဲကြားဘာပဲကြားတရားဓမ္မတို့ဒီပရိစ္ဆေသမုပ္ပါဒ်ဖြစ်ပေါ်ဖြစ်ပြဖက်လာတာကြားတဲ့ဓမ္မဖြစ်ပြပြီးကုသိုလ်ဖြစ်တဲ့ဓမ္မလာပြန်လားကုသိုလ်ဓမ္မဖြစ်ပြပြီးဒီကရကြားတဲ့ဓမ္မလာပြန်လားကြားတဲ့ဓမ္မကအတန်ကမကောင်းတော့ကြံဆဲတန်ဆိုတာကြားပြန်တဲ့အခါကြားလို့ရှင်းဖြင့်အဲ့ဒီကြားတဲ့ဓမ္မချုပ်ပြီးဒီကရဒေါသ9ကြိမ်ဆိုတဲ့ဒေါသစိတ်တွေပေါ်ပေါက်လာတယ်မောလာဘူးလားကြားတာကိုကြားတော့ကြားရဲ့ဆိုတော့နာမခန္ဓာ၄ပါးလာပြန်ကြားတာမကွဲဘူးလို့ဆိုပြန်တော့လေမဝချောလာပြန်ကြားတာမကွဲဘူးမကွဲတော့ဘာမှမသိဘူးပြောတော့ဘာမှမသိတော့ကြားတာမကွဲတာကကြားတာကတော့ကြားတဲ့နာမခန္ဓာတွေကမကွဲတာကဝိသိကိစ္စမောဟကြားတာကဘာတော့ကြားတဲ့နာမခန္ဓာ၄ပါးပါမကွဲတာကဝိသိကိစ္စဇောခွန်ခြင်းဖြစ်ပြန်တာပဲဒါပဲလဲနေကြပါအဲ့တော့ပုဂ္ဂိုလ်သတ္တဝါတွေထဲပါသေးဒါဖြင့်ဒကာရမတို့ကြားတာရဲ့ကုသိုလ်ဖြစ်တာရဲ့ကြားတာရဲ့အကုသိုလ်ဖြစ်တာကြားတာရဲ့မောဟဆိုတဲ့တရားဖြစ်တာသဘောကျသခြင်းမှန်လေးကြားပြန်တယ်လေကြားတာကနာမခန္ဓာလေးပါသာရတာကတဏှာလာပြန်ဒါဖြင့်တဏှာဇော9ကြိမ်လာပြန်တော့ကြားတာလဲနန္တရားကြားလို့သဘောကျတာလဲနန္တရားပဲပုဂ္ဂိုလ်တ attva ပါသေးဒါဖြင့်ဒီလိုရှိပဲတစ်နေ့လုံးဟာဖြင့်ဒါတွေလှည့်နေတာပဲဆိုတော့ပုဂ္ဂိုလ်တ attva ငါသူတစ်ပါးပါသေးအဲ့ဒီကဲတော့မပါဘူးဆိုတာဒကာကျွဲဒကာတစ်တို့ကဒီတိုင်းဒါကအသိဉာဏ်နဲ့ဒီတိုင်းထားလိုက်သူတို့လှည့်နေတာပဲပေါ်လာကြအဲ့ဒီကဲတော့ပေါ်လာတာရှင်းလင်းပြီးသွားတော့မှာတဲ့ကြားရတဲ့ကလေးကြားရတဲ့ဓမ္မလေးနာမခန္ဓာလဲချုပ်ပါရောကုသိုလ်ဖြစ်တဲ့ဓမ္မပေါ်လာပြန်သဘောကျကုသိုလ်ဖြစ်တဲ့ဓမ္မလေးချုပ်သွားပြန်တော့နောက်ထပ်ဆဲတန်ကြားပြန်တယ်ဆိုတော့ဘာပေါ်လာပြန်ကြားရတဲ့ဓမ္မပေါ်တယ်ရှုပ်သွားကြားအောင်မှာကုတရားပြန်ပြောရမှခင်ရတယ်နော်တရားကံလေးတရားဟောနေတဲ့အတန်ကြားတယ်နားတဲ့နာမခန္ဓာဘယ်နှပါးပေါ့ကြားပြီးဒီကလာခင်ဗျားတို့ဝန်းထဲမှာပဲကုသိုလ်စိတ်ကလေးကကြားစိတ်ကလေးချုပ်သွားပြီးတရားနာတာကုသိုလ်ဖြစ်တယ်ဆိုတာလေးမလားဘူးအဲ့ဒီကုသိုလ်ဖြစ်တယ်ဆိုတဲ့စိတ်ကလေးကလည်းဖြစ်ပြည့်သွားတော့ချုပ်သွားပြန်တော့တခါကလေးမို့တန်ကြားပြန်တယ်ဆိုတော့ကြားတဲ့နာမခန္ဓာလေးပါပြန်သူငိုတန်ကြားရတာစိတ်မချလက်မချဖြစ်လာတယ်ဆိုတော့ကြားပြီးတဲ့စိတ်ချုပ်သွားပြီးတော့ဒေါသ9ကြိမ်လာပြန်တာတပတ်ကြကောင်းပြီကိုကလေးလားတခါနောက်တစ်ခါကြားပြန်တော့ကိုကလေးလားသူကလေးလားမသိဘူးကြားတော့ကြားတယ်ဆိုတော့ဘာပေါ်ပြန်တော့ကြားတဲ့နာမခန္ဓာပေါ်ပြန်တယ်ကြားတဲ့နာမခန္ဓာပေါ်ပြီးဒီကလာသူစဉ်းစားကံလေးရောမထုတ်ဘူးလားကိုကလေးလားသူများကလေးလားဆိုတော့ဝိသိကိစ္စဇောမလာဘူးလားဒီလိုလှည့်မနေဘူးလားဒါဖြင့်ကြားလိုက်ကုသိုလ်ဖြစ်လိုက်ကြားလိုက်အကုသိုလ်ဖြစ်လိုက်ကြားလိုက်မောဟဖြစ်လိုက်
ဒီလိုပဲမနေဘူးဒါတွေပဲလဲနေတာနော်ပုဂ္ဂိုလ်သတ္တဝါပါသေးပရိစ္ဆသမုပ္ပါတေပရိစ္ဆသမုပ္ပါဏတရားတွေလဲနေတယ်ဆိုရင်လွယ်ပါအဲ့ဒါတွေသိတာတော့မှဘယ်ချိန်မဆိုကြားရတဲ့ဓမ္မလေးပေါ်လိုက်ပြောက်လိုက်ကုသိုလ်ဖြစ်တဲ့ဓမ္မလေးပေါ်လိုက်ပြောက်လိုက်ဉာဏ်ကြားရတဲ့ဓမ္မပေါ်လိုက်ဒေါသဖြစ်တဲ့အကုသိုလ်လေးကိုကြားရတဲ့ဓမ္မပေါ်ပြောက်လိုက်ဒေါသဖြစ်တဲ့ဓမ္မလေးပေါ်လိုက်ဒါဖြင့်ဒကာသစ်တို့ဒကာကျွဲတို့သံဃာမဒါတွေနဲ့တနေ့လုံးပရိစ္ဆေသမုပ္ပါခံပရိစ္ဆေသမုပ္ပါပါဏတရားတွေလှဲ့မနေဘူးဘယ်လုံးမြပုဂ္ဂိုလ်သတ္တဝါငါသူတစ်ပါးယောက်ျားမင်းမဒီလှဲ့နေတဲ့ထဲပါသည်အဲ့ဒါမပါတာသိတော့မှပေါ်လာတာမပါတာပုဂ္ဂိုလ်သတ္တဝါဒီထဲမှာလုံးဝကိုမပါတာသိတော့ငါသူဆိုတာစိတ်သုံးသွားဒီလည်းအတ္တရိတိတက္ကရိတိပြုတ်ထွက်သွားကြားရတဲ့ဓမ္မလေးချုပ်ပြီးဒီကရာကုသိုလ်ဖြစ်တဲ့ဓမ္မလေးပေါ်ပြန်တယ်ဆိုတော့လေဒကာဓမ္မတို့သတ္တရရိတိပြုတ်ထွက်သွားထိုင်မြဲလားကြားရတဲ့ဓမ္မလေးချုပ်သွားတဲ့သိတဲ့ဖြင့်သတ္တရသင်းသွားသူချုပ်သွားပြီကုသိုလ်ဖြစ်တဲ့ဓမ္မလေးပေါ်ပြန်တယ်လို့မလားဘူးပေါ်ပြန်တယ်ဆိုတော့အကြောင်းသာချုပ်သွားတယ်အကျိုးကပေါ်ရမနေဘူးလေပေါ်ပြန်တော့လေဥစ္စေရာဒိဋ္ဌိပြတ်သွားတာမျိုးဟုတ်ကဲ့လားအကြောင်းချုပ်သွားပြီကျိုးပြန်ပေါ်ပြန်တော့လေဒကာဓမ္မတွေကစဉ်းစားတာပေါ့ပြတ်သွားပြီအောင်းခဲ့တယ်လို့မယူဘဲနဲ့အကြောင်းချုပ်ပြီမှာအကျိုးပေါ်တော့ကိုဒါဒီပြတ်သွားတဲ့သဘောပဲရှိသေးရဲ့ဒိဋ္ဌိသုံးမျိုးလှဲ့ရှင်းပေးနေတယ်ကြကြသတိထားပါဘာလှဲ့ရှင်းပေးနေတာဒိဋ္ဌိသုံးမျိုးလှဲ့ရှင်းပေးနေတယ်ဒီဒိဋ္ဌိမကွာပဲနဲ့အနိစ္စဒုက္ခအနတ္တလုတ်ခဲ့တော့ဘယ်နည်းနဲ့မှနိဗ္ဗာန်မရဒိဋ္ဌိမကွာပဲနဲ့အနိစ္စဒုက္ခအနတ္တလုတ်ခဲ့တော့ဒိဋ္ဌိမကွာပဲနဲ့ဒါနသီလတွေလုတ်ခဲ့တော့နိဗ္ဗာန်မရသူဝိတိနာပြီတော့ရတယ်ဒီလိုခွဲပြီးတက္ကလရှင်းရှင်းလင်းလင်းလေးမှတ်ထားပါဦးသဘောပါကြဒါဖြင့်ဒကာရမတို့ဒိဋ္ဌိနယ်ဒီကားလို့ရှင်တဲကျဲပါလားဆိုတော့နတ်ရသူကြီးတော့ရောက်တယ်တဲ့ဒိဋ္ဌိမပြုတ်ညာငါလို့ငါရတယ်ဆိုတော့ငါကပြုတ်ကြလားငါတဏှာပြုတ်လို့ငါပဲကုသိုလ်ရမှာငါပဲခံစားရမှာပဲနင်းလို့နင်းရမှာပေါ့ငါလို့ရင်ငါရမှာပေါ့ဆိုတော့ဒိဋ္ဌိကတော့မပါဘူးပါပြန်ပါညာဆိုတော့နတ်ရသူကြီးတော့ရပါတယ်သို့သောနိဗ္ဗာန်ကြတော့ဘာခံနေလို့ပါလေဒိဋ္ဌိခံနေလို့ဆိုတာကိုကောင်းကောင်းရှင်း납ပါလားဩဒါဖြင့်ဒိဋ္ဌိဖြုတ်ဖို့အရေးဒီကားလို့ရှင်ဖြင့်တော်တော်ကြီးတဲ့အရေးပါလားဆိုတော့ပေါ်လာတယ်ဒီနေ့ဟောလတံဖြစ်တဲ့ယမကဒကာဓမ္မတို့အတ္တဒိဋ္ဌိနဲ့ဥစ္စေရာဒိဋ္ဌိရှိနေလို့နိဗ္ဗာန်မရဘူးဒီနေ့ဟောလတံယမကမှာဘယ်ဒိဋ္ဌိရှိနေပါနောက်ဝတ္ထုထုတ်လာတော့ပေါ်ပါလိမ့်မယ်နောက်ဝတ္ထုထုတ်လာတဲ့ကာရဂရမတို့လေးလေးစားစားညံထဲမှာတဲခံတဲ့ဒိဋ္ဌိပါလားဒါကြောင့်ယမကမှာနိဗ္ဗာန်မရတဲ့ပြန်ဥစ္စေရာဒိဋ္ဌိတောင်ဖြစ်သွားသေးတယ်ဆိုတော့ပေါ်လာပါလိမ့်မယ်တော့အတုဝတ္ထုအသာထားပြီးဒကာရမတွေချက်ချင်းဒိဋ္ဌိပြုတ်ဖို့အရေးကိုကြီးနေလို့ဖြုတ်ပေးနေရာကြကြဒါရင်ရတော့သဏ္ဍာန်မှာပရိစ္ဆသမုပ္ပါဏတရားတွေလှဲ့မနေဘူးလားတနေ့လုံးမသိမချင်းပါတွေများလှဲ့နေကြပါလေကြားရတဲ့လေးပေါ်လိုက်ဟုတ်လားကြားရတဲ့နမခန္ဓာလေးပေါ်လိုက်တော့ကြကုသိုလ်လေးအောင်ကြားရကချုပ်ကုသိုလ်ကပေါ်ကြားရတဲ့ပုဂ္ဂိုလ်သတ္တဝါဟုတ်ပါရဲ့ဒိဋ္ဌိတက္ကအတ္တဒိဋ္ဌိမပြုတ်သေးဘူးလားအတ္တဒိဋ္ဌိပြုတ်သွားပြီတဲ့နှကောင်းကြားရတဲ့ဓမ္မလေးကတော့ချုပ်မသွားဘူးလားချုပ်သွားတာကိုသိလိုက်တဲ့ဖြင့်လေကြားတာလေးကကြားတာပဲလို့သိတုံးကကြားရတဲ့နာမကကြားတာပဲလို့သိတုံးကအတ္တဒိဋ္ဌိတက္ကဒိဋ္ဌိပြုတ်ပါလေကြားရတဲ့ဓမ္မလေးကကြားပြီးချုပ်တာပဲလို့သိလိုက်တဲ့ဖြင့်ခိုင်မြဲတယ်ဆိုတာယူလို့ရတယ်ပတ္တရဒိဋ္ဌိပြုတ်ဘူးလားကြားရတဲ့ဓမ္မလေးပြီးတော့တရားသံလေးကြားရတဲ့ဓမ္မလေးချုပ်သွားပြီးနောက်ကဘာပေါ်လာကြလဲကုသိုလ်ပေါ်လာတယ်တ
တရားနာတဲ့ကုသိုလ်စိတ်ကလေးနော်ကုသိုလ်စိတ်ကလေးပေါ်လာတာမြင်လို့ဖြစ်လဲအလိုလိုပေါ်လာလဲကြားရတဲ့ဓမ္မကကျေးဇူးပြုလိုက်လို့ပေါ်လာလားဟောအကြောင်းကျိုးတော့မဆက်လားဆက်တာထောက်လိုက်တဲ့ဖြင့်ဥစ္စေတာဒိဋ္ဌိကိုယူလို့ရသေးတယ်ဒိဋ္ဌိသုံးမျိုးခွာသွားတာကိုခင်ဗျားတို့ကြက်ကြက်စဉ်းစားပါဒီတိုင်းတရားဓမ္မတွေသဘောသုံးမျိုးပါတယ်ဆိုတာကကျေတကတစ်တို့သေးသေးချာချာမှတ်ပါပြန်ပြောပါဦးမယ်တစ်ခေါက်တကကျွရှင်းအောင်ဒိဋ္ဌိသုံးမျိုးကိုခွာပေးနေဒိဋ္ဌိသုံးမျိုးခွာပေးနေတယ်ဆိုတော့ခိုင်းရင်ဘုန်းကြီးကတရားသံလေးတရားသံကိုတရားဓမ္မတွေကြားလောက်အောင်ပဲကျေးဇူးပြုလိုက်တော့ခင်ဗျားတို့ကြားတတ်တဲ့နာမခန္ဓာလေးပါနားရင်ပေါ်ဘူးပုဂ္ဂိုလ်တ attva ကြားတာလားသူပေါ်တာလားသူကကြားတာမဟုတ်လားကြားရတဲ့ဓမ္မလေးပေါ်လာတယ်လို့မဆိုနိုင်ဘူးငါကြားသူကြားပဲနဲ့ငါကြားသူကြားမဟုတ်ဘူးဆိုတဲ့ကအတ္တဒိဋ္ဌိတက္ကာယဒိဋ္ဌိပြုတ်ပါပြုတ်သေးဘူးလားဓမ္မဒါတော့ငါကြားသူကြားဟုတ်သေးရလားကြားရတဲ့ဓမ္မလေးပေါ်လာတော့တက်တက်ပဲနိတ္တတနိဇိဝတတ္တဝါမဟုတ်အသက်မဟုတ်တဲ့ဓမ္မလေးပေါ်လာတာပဲရှင်း၎င်းကြားရတဲ့ဓမ္မလေးလေဖြားဆူချုပ်သွားတော့တရားတန်ကြားရတဲ့ဓမ္မတွေကကုသိုလ်စိတ်ကလေးတွေမျိုးဖြစ်ကြတယ်ကုသိုလ်စိတ်ကလေးကလိုလိုဖြစ်လာတာလားကြားရတဲ့ဓမ္မလေးချုပ်သွားလို့ပေါ်လာတာလားကြားရတဲ့ဓမ္မလေးချုပ်သွားလို့ပေါ်လာတော့ကြားရတဲ့ဓမ္မကမချုပ်ရင်လည်းသူပေါ်ပါဒါဖြင့်ကြားရတဲ့ဓမ္မကကျေးဇူးပြုလိုက်တာနဲ့ကြားတဲ့ကုသိုလ်ကြားလို့ဖြစ်တဲ့ကုသိုလ်စိတ်ကလေးကပေါ်လာပေါ်လာတော့ဓမ္မတွေကကြားပြီးချုပ်သွားတာပဲဆို냐တော့လေကုသိုလ်စိတ်ကလေးကနောက်ထပ်ပေါ်လာတာထောက်လိုက်ပြန်တော့အရင်မခိုင်းတာလည်းသိကြားရတဲ့စိတ်မခိုင်းတာအဲ့ဒါမခိုင်းတာသိတုန်းကပြတ်သွားတာသိလိုက်ခြင်းကြောင့်ဗာဒိဋ္ဌိရှင်သွားသတ္တရဒိဋ္ဌိရှင်သွားတယ်လေးလို့မရဘူးတဲ့ပိုင်တဲ့လူမှပြောတတ်ကြားရတဲ့ဓမ္မလေးချုပ်သွားလို့ဒကာဓမ္မတွေကုသိုလ်စိတ်ကလေးနောက်ထပ်ပေါ်လာတာကြားရတဲ့ဓမ္မလေးချုပ်သွားတာသိလိုက်တဲ့ဖြင့်ဗေဒိဋ္ဌိရှင်တော့ကြားရတဲ့ဓမ္မလေးချုပ်သွားတာနဲ့ပဲတဲ့ကုသိုလ်ဓမ္မလေးနောက်ထပ်ပေါ်လာတယ်လို့မသိရဘူးဒီကုသိုလ်ဓမ္မပေါ်လာတယ်လို့သိပြန်တော့လေဗေဒိဋ္ဌိရှင်သွားတယ်ရမ်းလို့မရဘူးဥစ္စေရာဒိဋ္ဌိရှင်တဲ့ဟောတိလိုက်နေလူလုံးမမဟာမဲဖြစ်နေလိမ့်မယ်ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့အဖြစ်မနေ့ကရှင်းနေအောင်ဒကာဓမ္မတွေပြောခဲ့ပါတယ်အဖြစ်မြင်ဥစ္စေရာရှင်ပြောခဲ့ဘူးလားအပြည့်မြင်လို့ရှင်သတ္တရရှင်အဲ့ဒါနှစ်ခုကမမေ့စီရဘူးသဘောကျအဲ့ဒါကြောင့်ခင်ဗျားတို့မဲ့ဖို့အထုတ်တဲ့ခံမှာဒါတွေကိုသဘောမကျပဲနဲ့အလကားနေဖြစ်ပြီးပြက်ပြီးလို့လုံးနေလို့ရားကိုမရတာရိပ်မိကြဒီဒိဋ္ဌိကအပင်ခံနေတယ်သဘောကျရှင်သန္တာအနိစ္စဒုက္ခအနတ္တတွေနားလေသားနဲ့ဒကာဓမ္မတို့နိဗ္ဗာန်မရဘူးလို့မနေ့ကဟောခဲ့အတ္တဒိဋ္ဌိနဲ့ပါတော့သတ္တရဒိဋ္ဌိညှိနေတယ်ဒီနေ့ယမကမှာတော့အနိစ္စဒုက္ခအနတ္တတွေလုံးရသားနဲ့မရပြန်အတ္တဒိဋ္ဌိနဲ့အခုဖြေတဲ့ထဲမှာလည်းဒီလိုဒီကံလာကိုယ်သဘောမကျဘဲနဲ့အဖြေထုတ်ပြီးကိုညာနဲ့မှဝိပဿနာညာမပါဘဲနဲ့သဘောမကျဘဲနဲ့နေတဲ့ပုဂ္ဂိုလ်မှာသူ့မှာဒိဋ္ဌိရှိသဘောကျဘာရှိလဲဒိဋ္ဌိရှိနေလို့ရှိရင်ဖြင့်ဘယ်လိုပဲလုပ်နေနေအနိစ္စဒုက္ခအနတ္တတွေအပေါင်းအထုတ်သဘောကျမရဘူးရပါအဲ့ဒါသေချာမှတ်ပါကိုရေးတဲ့ကိုကြီးတာကိုကြက်ကြက်သတိထားစမ်းမှာတကယ်ကျွဲတဲ့တကယ်သစ်တို့ဒီဒိဋ္ဌိရှိနေဘယ်တော့မှမရနိုင်ဘူးနိဗ္ဗာန်လည်းဘယ်တော့မှမသိဘူးတဲ့ဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဟာမဉ္ဇဉ်ဖွညာလည်းမရနိုင်ပါဘူးနိဗ္ဗာန်ကိုလည်းသိကိုမသိဘူးဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်သိတယ်လို့ကိုမရှိဘူးရမှာဝဲလို့သိကိုမသိပါဘူးသဘောကျအဲ့တော့ကိုရေးရဓမ္မတို့အဖြေထွက်လာတာကိုကြည့်လိုက်လို့ရှိရင်ပဲကိုမစင်သေးတာကိုပေါ်လာသိသိချာချာစဉ်းစားပြီးဒီထဲမှာကိုပုဂ္ဂိုလ်တွေအမျိုးမျိုးပါလာကြားကြတကကြွတဲ့စဉ်းစားနော်ကိုလောက်ကြတာမသေးချာသေးလို့ရှိရင်ဒီဥစ္စာကိုဒိဋ္ဌိတန်ထွက်လာတာ
ကိုယ်လောက်ထားတာမသေးကြရင်ကိုယ်တဏ္ဍာဒိဋ္ဌိရှိတာကိုအခုအပြောကပဲသက်သေမခံဘူးအဲ့ဒါကြကြစဉ်းစားပါအမှန်တန်ရှက်ရှာကောင်းတယ်လို့မှတ်လိုက်စမ်းပါဒါရဖြင့်ပြန်ပြောမယ်တရားဓမ္မတို့ရှင်းအောင်ပြောပြမယ်အဲ့ဒါကပြောတဲ့ကတည်းကဘုန်းကြီးကတရားသံလေးလွတ်လိုက်တဲ့ခါကြတော့နားရင်ကြားရတဲ့နာမခန္ဓာ၄ပါးမပေါ်ဘူးပုဂ္ဂိုလ်တ attva လားဘာလေးတွေပါလိမ့်များကြားရတဲ့နန္ဒမလေးတွေမဟုတ်လားဒီလိုသိလိုက်တဲ့ဖြင့်တဲ့ဒကာဓမ္မတွေငါသူတစ်ပါးရဲ့ကြံမိမ့်မှဆိုတဲ့အတ္တဒိဋ္ဌိတက္ကရာဒိဋ္ဌိရှိသေးမရှိတော့ဘူးနော်ကြားရတဲ့နန္ဒမပေါ်တာတက်ပဲကောင်းပြီဒီနန္ဒမလေးရဒကာဓမ္မတွေဖြားဆူချုပ်မချုပ်ဘူးလေတစ်မှဖြစ်ပြီးနှစ်မှချုပ်တယ်ချုပ်သွားတာလေးကိုချုပ်သွားပြီလို့ဒီဓမ္မချုပ်တတ်တဲ့ဓမ္မပဲလို့သိလိုက်တဲ့ဖြင့်တဲ့ခင်ဗျားတို့တဏ္ဍာမှာတဲ့ချုပ်တာမြင်တဲ့ဖြင့်ဘယ်ဒိဋ္ဌိရှင်းရမလို့သတ္တရဒိဋ္ဌိရှင်းရချုပ်တာမြင်တဲ့ခိုင်မြဲတဲ့မခိုင်မြဲတဲ့ကဒါသတ္တရဒိဋ္ဌိရှင်းသွားတာကြားတဲ့ဓမ္မလည်းချုပ်သွားပါရောတကတဲ့တကကြွေကုသိုလ်ဖြစ်တဲ့ဓမ္မလေးပေါ်လာတယ်ပရိစ္ဆေမူပါစင်တိုင်းပေါ့ဗျာကုသိုလ်ရဲ့ဓမ္မလေးပေါ်လာတာသိလိုက်ပြန်တော့လေဘယ်ဒိဋ္ဌိရှင်းသွားလဲဟုတ်တယ်ဟိုဓမ္မချုပ်ပြီမဲ့ဒီဓမ္မအကြောင်းကျုပ်ကဆက်ရမနေဘူးလားဒါပြန်ဥစ္စေရဒိဋ္ဌိပြတ်သွားတယ်လို့ယူသေးရဲ့ဒါဖြင့်ဒကာဓမ္မတို့ဒီလိုနှစ်ခုဆက်ပြီးပြလိုက်ပြန်ပေါ်တာပြလိုက်ချုပ်တာပြလိုက်နောက်ပေါ်တာဆက်ပြလိုက်ဒီသုံးခုကိုလဲမဟောနိုင်တဲ့ဆရာသမားလည်းဖြစ်မယ်ခင်ဗျားတို့အထုတ်တဲ့အခါမှာလည်းအနိစ္စဒုက္ခအနတ္တရဟန်းအထုတ်နေမယ်ဆိုရင်ဘယ်နည်းနဲ့မှဒိဋ္ဌိမကွာလို့မှားသဘောကျပရိလည်းပဲဆိုပြီးတကကြွေပရိပဲထောင်းထုပြီးမျိုးနိဗ္ဗာန်တော့မရပါဘူးလည်းပဲဆိုမကပါဘူးမရနိုင်ဘူးဆိုတော့သိကြပါလားဒါရင်သုံးခေါက်ရှိအောင်တော့တကကြွေပြောရလိမ့်နော်ခင်ဗျားတို့အလုံးလုံးတဲ့ပုဂ္ဂိုလ်တွေအတွက်မှာဖြင့်နိဗ္ဗာန်ရမှုအတာထားဒိဋ္ဌိဉာဏ်နဲ့မှကုသဏ္ဍာန်ဖြစ်တဲ့တရားမှာဖြစ်နေရင်ဘယ်ဒိဋ္ဌိရှင်လဲပြည့်ရင်ဘယ်ဒိဋ္ဌိရှင်လဲနောက်တစ်ခါပေါ်လာတာသိလိုက်ရင်ဘယ်ဒိဋ္ဌိရှင်လဲဆိုတာမှမသိလို့ရှိရင်ဖြင့်ကုသဏ္ဍာန်ဒိဋ္ဌိရှိသေးလို့ဒါမဝေဘာနိုင်တာပဲသိကြပါလားခဏတခုပု္ပ္ပာထုတ်ပြီးအတွက်ခိုင်းလိုက်တဲ့အခါအမှားကြီးတွေ့မယ်ဆိုရင်ဖြင့်ဒီပုဂ္ဂိုလ်ကဏ္ဍမှာမကြံလဲသေးလို့ပဲဆိုတဲ့အဓိပ္ပာယ်ဟာသူပင်ကိုယ်တွေကကဏ္ဍကိုမကြံလဲတာသိကြတယ်ဒါတဲ့ကဏ္ဍမကြံလဲခဲ့သည်ရှိတော့ကဏ္ဍပေါ်၌သူ့မှာမတွက်တတ်တဲ့အမှားရှိတယ်ဆိုရင်ဒါပြန်ဒိဋ္ဌိရှိတာပေါ့ဒီမှာလေခမည်းတော်တဏ္ဍမှာကိုဆရာဘုန်းကြီးပြောတာကိုခမည်းတော်ကြာနားထောင်ပြီးအဖြေမှမထွက်သေးဘူးဆိုရင်အလုံးမှလည်းအဖြေမှမထွက်ဘူးအပြောကိုနားထောင်ပြီးမှအဖြေမှမထွက်သေးလို့ရှိရင်ကိုယ်တိုင်လုပ်တဲ့ခါလည်းအဖြေမှမထွက်နိုင်ဘူးတခါကျထွက်နိုင်မှာမထွက်နိုင်ဘူးဆိုတာသဘောကျတောင်းမိတစ်ခေါက်တော့ပြန်ပြောရအောင်တရားဓမ္မတို့ဒါကြားတာတခုမူတည်လိုက်တဲ့ပြင်ဘုန်းကြီးကတရားသံလေးလွတ်လိုက်တဲ့ခါမှာတခါကျွဲတခါတစ်တို့နားထဲမှာကြားရတဲ့နန္ဒမမပေါ်ဘူးနန္ဒမပဲပေါ်ရနော်ငါကြားသူကြားဟုတ်သေးရဲ့ငါကြားသူကြားမဟုတ်ဘူးနိတ္တနိစီဝဆိုတဲ့သတ္တဝါမဟုတ်အသက်မဟုတ်တဲ့တရားနန္ဒမလေးကကြားတာပဲမသိဘူးလားဗာရိဋ္ဌိရှင်သွားတယ်ဟုတ်ပြီဒါသိချာချာတော့မှတ်ကြပြီတော့ဒကာဓမ္မတို့ငါလည်းမဟုတ်ဆိုတော့အတ္တဒိဋ္ဌိကမရှင်းဘူးလားသက္ကာဒိဋ္ဌိဆိုတာလည်းဒကာဓမ္မတို့အတူတူပါပဲဒီခန္ဓာ၅ပါးကိုငါရှင်းနေတာသက္ကာဒိဋ္ဌိပါပဲအဲ့ဒါဒီနာမခန္ဓာလေးပါလားငါလည်းမဟုတ်သူလည်းမဟုတ်ကြားတဲ့ဓမ္မလေးပဲသတ္တဝါမဟုတ်ဇီဝမဟုတ်တဲ့ဓမ္မလေးပဲသိသွားတော့အတ္တဒိဋ္ဌိကရှင်းသွားသက္ကာဒိဋ္ဌိကပဲရှင်းသွားပြီခိုင်းဒါဖြင့်ကြားတဲ့ဓမ္မလေးဟာဖြားဆိုချုပ်ဒါဖြင့်ရှင်ဘုရားလက်ထက်မှာပေါ်လာတဲ့တရားပဲလို့ဒကာဓမ္မတွေကစွဲချက်တင်နေတယ်တင်လိုက်လောဘဆိုတာတတန်တန်လုံးဖရာတွေကကြောက်ရမယ်ကြီးဟောနေရှင်ဘုရားကလောဘဖြစ်တာမကြောက်နဲ့မောဟဖြစ်တာကြောက်လို့ဟောနေသဘောကျအဲ့ဒါတရားဆမ်းမနေဘူးလားဆမ်းပြီးတော့နေတယ်လို့ထင်တော့ဟောဒီကအသိလိုက်လို့ရှိရင်ဒကာဓမ္မတို့
လောဘရဲ့လို့မဟုတ်တော့ဘူးတဲ့ဘာလို့လဲဘတ်တော်သဏ္ဍာန်မှာတကားတဲ့နှစ်စိတ်ဖြစ်ကောင်းရဲ့လားတကားကျွဲလောဘစိတ်ဖြစ်တုံးလဲအသိမဖြစ်ပါဘူးသဘောကျဒါဖြင့်လောဘစိတ်ဖြစ်ပြက်ပြီးသွားမှာဩလောဘစိတ်လေးဖြင့်ဖြစ်ပြီးပြက်သွားလေရဲ့လို့ဒီကအသိလိုက်တော့လောဘစိတ်သိတာလားဥဒယဘယသိတာလားအားကြောင့်ရှုံးပေးရှင်းမလားလောဘစိတ်သိတာလားဖြစ်ပြက်သိတာဖြစ်ပြက်သိတော့ဖြစ်ပြက်ကအနိစ္စသိတာကမက်ကတော်ဖြစ်ပြက်ကသိတာကဒါကြောင့်လောဘမကြောက်နဲ့ဖြစ်ပြက်မသိတာကြောက်ပေါ်ပါလားလောဘကိုဖြစ်ပြမသိမှာဘူး။ဒါရင်ရရတဲ့ကြောက်နေတာကဒကာသစ်တို့ကြောက်နေတာကလောဘကြောက်တယ်။ဖြစ်ပြမသိမှာကိုတော့မကြောက်ဘူး။ဒါဖြင့်တဏှာသာကြောက်တယ်အဝိဇ္ဇာကြောက်။ဒီလိုဖြင့်တဏှာသာအဝိဇ္ဇာကိုအခုတော့ဟဲ့တဏှာလောဘစိတ်ဖြစ်တယ်ပြည့်တယ်လို့နောက်ကအသိလိုက်လို့ရှင်လောဘလားအနိစ္စလားဒါဖြင့်သူကအနိစ္စသူကမက်ကသဘောကျဖြစ်ပြကသိတာကသေးသေးချာချာမှနော်ခမည်းတော်သေးသေးချာချာမှပါရဂရမတို့မက်ချက်ချင်းစိုက်နေလို့ပြောတာရှင်းမလားသေးသေးချာချာမှကြပါရဂရမတို့ရှင်းကသာစုတွေနဲ့9ရောင်နဲ့မနေနဲ့အခုကလက်တွေ့ပြလောဘစိတ်ရဒကာဓမ္မတို့ဖြစ်တယ်ဆိုလို့ရှိရင်ဖြစ်တာပဲရှိတာဖြစ်ပြီးသူ့သက်တမ်းကပြတ်တာပဲရှိတာလောဘစိတ်မရှိဘူးလို့သိတာကမဲ့ဖြစ်သွားသမာဓိမဲ့ခင်ဖြစ်သွားမျက်မှောက်လို့ရှိရင်ဘုရားသွားတရားဆွဲခင်များတို့ဘုရားကလောဘစိတ်ဖြစ်တာလောဘစိတ်ဖြစ်တယ်လို့သိရမှာဟောတယ်လောဘစိတ်ဖြစ်တယ်လောဘစိတ်ဖြစ်တယ်လို့သိရမယ်လို့ဟောတာဒကာကျော်မဟုတ်ဘူးလားဒီရန်တိပ္ပံထိုက်တံလောက်ရဘူးတဲ့ပုဂ္ဂိုလ်မှန်ရင်သောရကစိတ်တံသောရကစိတ်တံဒီပဇာနာတိဘာလာမသိတာကြောက်သဘောကျဒါဖြင့်ဒကာဓမ္မတို့အခုတရားစပြီးဟောပါတယ်နိုင်ဝဲရှိသွားပြီ။အော်တို့ဒီကမိဘရိုးရာကလာပြီးဒီကလာစာအုပ်တွေတောင်ဖတ်မြောက်ဖတ်ပြီးဒီကလာလောဘစိတ်ကိုတို့ကြောက်နေတယ်လောဘသမှုရိယသစ္စာသူ့မပယ်နိုင်ခက်တယ်ဆိုပြီးခင်ဗျားတို့ကညီလုံးထုံအခုကလောဘစိတ်ကသူကြီးသက်သက်ကျိုးပေးနိုင်သလားလို့မေးတော့ဟာလောဘသူကြီးသက်သက်ကျိုးပေးနိုင်ဘူးဒကာရမတွေလောဘသူကြီးသက်သက်ရှင်းပြအောင်မယ်ဒကာရမတို့လောဘစိတ်ဖြစ်တဲ့နောက်ကခင်ဗျားတို့အသိမလိုက်ဘူးဆိုကြပါစို့ဒကာကျွဲဒကာတက်ကလောဘစိတ်ကိုတဏှာပရိစ္ဆာမှုပါလို့မစွန့်နိုင်ဘူးလားတဏှာဖြစ်เสียဟောအသိမလိုက်ဥပါဒံလိုက်ဥပါဒနာဖြစ်เสียကာမဘောဟောကံလိုက်လာလို့ကံကမှအကျိုးပေးတယ်သဘောကျကံလိုက်လာတော့ခင်ဗျားတို့ပြင်လို့ရသေးရဲ့မရတော့သူ့ကြောက်ရမှာလားသူ့အဆက်ငယ်တွေကြောက်ရမှာခင်ဗျားတို့ကသူ့ကြောက်နေလို့ခဲနေတာသဘောကျလားသူ့ကြောက်နေလို့ခဲနေတာသူ့ဆက်နေခွေးမကြီးတာကြောက်တယ်ခွေးမကြီးကမွေးတဲ့ခွေးတစ်ခိုးလေးတွေကြောက်တယ်ခင်ဗျားတို့ကအိမ်ခွေးလို့ပြီးမွေးခိုးမှာပဲမခိုးပဲဘူးလားခွေးတစ်ခိုးမကြီးကမွေးတာပဲသူ့မိကသာဆိုတာဒီသားသမီးတွေကတော့တို့ဘောအောင်ကြွရင်ချင်းမှာပဲလို့အောင်းမယ်ဟုတ်ဒီခွေးတစ်ခိုးကလည်းဒီမျိုးပဲရိပ်မိဗလားအဲ့ဒါသေချာလေးလေးနဲ့မှတ်ပါဒါဖြင့်သူ့နောက်ကအစွဲပွားကိုဘုန်းကြီးကဖြတ်လိုက်လောဘစိတ်ဖြစ်တယ်တကယ်ကျွဲတကယ်အသိလိုက်စမ်းဆိုတော့အစွဲပွားတွေဘာဖြစ်သွားအစွဲပွားချုပ်မချုပ်ဘူးလားဒါနဲ့အစွဲပွားချုပ်တော့ကံချုပ်တော့ဒီဘက်ကဇာတိကောဇေယမရဏဇေယမရဏချုပ်တော့ဇေယမရဏချုပ်တာနိဗ္ဗာန်သဘောကျကံချုပ်တာလေကုသလံဇာနာကုသိုလ်နာအကုသိုလ်ဆုံးတော့ဘုရားဖြစ်လာတယ်ဆိုတော့ကံချုပ်တယ်နိဗ္ဗာန်ဟုတ်လားတဏှာနိရောဓနိဗ္ဗာန်လို့ငါကိုယ်တိုင်ဟောတယ်ဆိုတော့ကြောင့်ဥပါဒံဆိုတာတဏှာအရင်ကိုဆိုတယ်သူလည်းချုပ်သွားတာသဘောပါ
အဲ့ဒါတွေနဲ့ရှင်းလိုက်တော့မှဩဆရာဘုန်းကြီးပြောတာကသူ့ဟာသူဘုရားတော်မူတဲ့အကြောင်းတေလုံလောက်ပါလားဆိုတာပေါ်လာပေါ်သေးဘူးလားသမင်းညာနားနဲ့မထောင်နဲ့လို့ခင်ဗျားတို့အမှန်တန်ဘုန်းရှိကံရှိတဲ့ပုဂ္ဂိုလ်ကိုဆရာကောင်းသမားကောင်းနဲ့တခါကျွေးတွေ့တာနော်နမလို့ရှိရင်ခင်ဗျားတို့ဒီဘယ်နေရာကဖြတ်ရမယ်လို့ကိုမသိတော့ဘူးအမှန်တန်နဲ့နာသွားမယ်နော်အမှန်တန်နဲ့နာသွားမယ်အခုတော့ဘုန်းကြီးလက်ထက်မှာဟောတာလားဘုရားသူမစွန့်တဲ့တရားဟောတာကြည့်လေသောတာကစိတ်တံသောတာကစိတ်တံဒီပဇာနာတိဆိုတော့ဒီရောက်အောင်သူကသောတာကစိတ်သူကပဇာနာတိသိအောင်လုပ်အောင်သဘောကျသိအောင်လုပ်လိုက်တော့ဘာကျေးဇူးရှိသလုံးမမင်းနဲ့ဥပါဒံကံဇာတိဇရာမရဏပြတ်တယ်ဆရာဒါဖြင့်ဇာတိဇရာမရဏတွေချိုးရငိမ့်ရသိမ့်ရဘာခေါ်ကြမလဲကံတို့ဤကုံရရောဥပါဒံပြတ်ရရောအကုန်နိဗ္ဗာန်သုံးခုကြီးပေါ်နေတဲ့ဥစ္စာဒါတန်ရရှိနေတဲ့ဒကာကျွဲကလူသေးအကြောင်းလုံလောက်ပါလားအဲ့ဒါထိုးထိုးထွန်းနဲ့ပြောတဲ့ဆရာဘုရားသခင်ကိုရမေကြီးဉာဏ်ကိုညီးမိပြီးဒီကလာခမည်းတော်သိစေကြံလို့ပြောတဲ့ဆရာမို့ဒကာသက်တွေ့တယ်နမတွေ့ကုန်တွေ့နမဥပုသ်ဆောင်ရင်ခမည်းတော်သေလန်းကြီးကိုတန်းပြီးရော့နေမှာပဲဥပုသ်ဆောင်ရင်သေလန်းကြီးတန်းရော့တာပဲဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဘုရားကဟောတာပဲအဲ့ဒါငါသွားလားရိပ်ပြီကလားငါသွားလားကရော့နေတာပဲငါဖြတ်လားမပါလားပါသေးရဲ့အဲ့ဒါကြောင့်ခဲတယ်ရွတ်ဖို့မဟုတ်ပါဘူးတဲ့ဖြတ်ဖို့သဘောပါကြရွတ်ဖို့လားဖြတ်ဖို့ခင်ဗျားတို့ကနှုတ်တဲ့ဆောင်ထားတယ်ဒါမှသွားလားမမအောင်အမလေးယူလိုက်တဲ့ဖြစ်ချင်မှမပြောပါနဲ့တော့ရှင်းရပါလားအဲ့ဒါရှင်းကြဖြစ်တယ်မှားလုံးပန့်နေပြီဒီကကြီးရုပ်မလားအဲ့ဒါဘုရားချစ်ခိုးလိုက်တဲ့ခင်ဗျားတို့ကတပည့်တော်လမ်းမပြောက်အောင်တော့မမေ့အောင်မလုပ်မှပဲဘုရားများထည့်ချစ်ခိုးလိုက်နာလိုက်တဲ့ဖြစ်ချင်းမှမပြောပါနဲ့ဒါဒီလိုဖြတ်မယ်လို့သွားရမယ်ဖြတ်တဲ့ပါဠိကြရဝိဇ္ဇာနိရောဓသင်္ခါရနိရောဓလျှောက်ရွတ်ပြန်ပြီဟာအခုဝိဇ္ဇာဖြစ်တော့အခုနိရောဓပြောင်းလုပ်ပါလားဆိုတော့ဟောဒီကဝိဇ္ဇာလာတယ်ဝိသိကိစ္စလာတယ်ထားလိုက်ပါတော့ဝိသိကိစ္စအဝိဇ္ဇာပဲတန်တရားရှိနေအဲ့ဒီတန်တရားရှိတဲ့အလုံးနဲ့ဖြစ်တဲ့ရှုလိုက်ဝိဇ္ဇာပြတ်တော့ပြတ်ဘူးလားအဝိဇ္ဇာချုပ်တော့ဒီဘက်သင်္ခါရလာသေးရဲ့ဝိညာဉ်လာသေးရဲ့ဒါကြောင့်ဘုရားကပါမောဟစိတ်တံဒီပဇာနာတိနောက်ကလိုက်กว่าကဲသိကြဘူးလားဒါတော့သိကြအောင်ဘုရားကဟောမယ်သားနဲ့ခင်ဗျားတို့ကအဟောမလုပ်ဖဲနဲ့တဲ့အလကားရွတ်ဖတ်တဲ့အလုပ်လုပ်နေတော့ဓမ္မတရစေပုဂ္ဂိုလ်သာဖြစ်ပြီးဓမ္မဒရပုဂ္ဂိုလ်မဖြစ်ဘူးလို့အင်္ဂုတ္တပါဠိတော်ကဟောလိုက်ဓမ္မကိုသာတရစေတာတဲ့ဓမ္မကိုဖြတ်တာမဟုတ်ဘူးသဘောကျဓမ္မဖြတ်မှဓမ္မဒရပုဂ္ဂိုလ်ဖြစ်ဓမ္မဖြတ်တဲ့တရားဆိုတော့မဲ့ခင်ကဝန်းနဲ့ရောက်မလားရောက်လာတဲ့သူကမဲ့ခင်ဓမ္မကိုဆောက်ပြီးသားဖြစ်ဒါကြောင့်သူ့ကြတော့ဓမ္မဒရပုဂ္ဂိုလ်လို့ငါဟောလိုက်ရှင်းမလားဒါဖြင့်တခါကျွဲလောဘလည်းမကြောက်နဲ့ဒေါသလည်းမောဟရောဣဒ္ဓမစရိယနောက်ကမသိလိုက်မှကြောက်ပေါ်ကြဘာကြောက်ဒါခမည်းတော်အမတန်ဘုန်းရှိကံရှိတဲ့ပုဂ္ဂိုလ်တွေမို့ဒီချောင်းသိရနမလို့ချင်းခမည်းတော်ရိုးရတကကြွမိန်းမများသုံးမှထားတယ်သူတတ်တော့မှတ်တော့တကယ်သေးမိန်းမများမင်းလောဘဒေါသမောဟတော့သိမများကြီးနဲ့နော်ဒါတွေကလောကကြီးနှိမ့်ဆက်တဲ့တရားမင်းတို့ဒီကားလဲဆံမိန်းမစကားနားမထောင်လို့ရှိရင်ဖြင့်မင်းတို့ကိုကျော်နဲ့မှဆိုလို့ပါအစရှိနဲ့လက်နိုင်ကြလားလက်ပြီးရင်ကျအောင်သုံးပါလားသုံးတဲ့သူကအကြောက်သာခိုင်းတယ်ကြောက်ရင်ကျွန်တော်တို့ဆေးပေးခဲ့ပါလို့ဆိုတော့လေဆေးမပေးခဲ့ကြောက်ရက်လို့လားမှားဖြစ်ခဲ့တယ်ဒီဆေးနဲ့ကုလို့မှားဘူးမှားရလားအခုတော့ဆရာဘုန်းကြီးကခင်ဗျားတို့အသရိယကုဏောနန္ဒနဲ့တရားဓမ္မတို့ဒီဟာကိုလောဘဒေါသမောဟကိုမကြောက်နဲ့ဟောဒီနောက်ဆေးမလာမှကြောက်ရှင်းမလားဘာကြောက်အောင်နောက်ဆေးကဘာပါလိမ့်မယ်အသိမလိုက်မှကြောက်သဘောကျဘာကြောက်
အသိမလိုက်မှကြောက်ရမှာတရားဓမ္မတွေကဖြစ်တာကိုတော့ကြောက်တယ်အသိမလိုက်မှကိုမကြောက်ဘူးအဲ့ဒါကြောင့်ဘုန်းကြီးတရားဓမ္မတွေကိုတရားကျွဲတဲ့နိုင်တော့တဲ့ပေးတဲ့နိုင်တော့တဲ့ပေးနေတယ်ဆိုတော့ရှင်းပြပါဦးမခင်ဗျားတို့ဒါလောဘစိတ်ကလေးပဲပြန်ထားကြတရားဓမ္မတို့ဒါပါစိတ်ပါဝန်နဲ့ပေါ်ပြီးဟရိယဝတ္ထုပေါ်မှာလောဘစိတ်ကလေးပေါ်ပြီးလိုချင်တဲ့သူများရှိငွေလေးကိုရချင်တဲ့လိုချင်တဲ့တရားတဲ့ဘာစိတ်ပေါ်ဟာလိုချင်တဲ့စိတ်ရှိမရှိတွေ့လိုက်စမ်းမရှိတော့ဟာလိုချင်တဲ့စိတ်ကလေးကလည်းလိုချင်တဲ့စိတ်မဟုတ်ပါလားဖြစ်ပြီးပြတ်တဲ့သဘောပါလားလို့နောက်စိတ်ကမသိဘူးပြီးတော့သူကအနိစ္စသူကမက်ကသဘောကျဒါဖြင့်ဓမ္မတို့တေကံဥပါဒမောတုခောဆိုတဲ့အတိုင်းဒီဖြစ်ပြများချုပ်သွားမယ်ဆိုနိဗ္ဗာန်ရောက်တော့မယ်သဘောကျတေကံတို့ဖြစ်ပြနှစ်ပါးလေးဥပါဒမောချုပ်အောင်ရှုနိုင်တဲ့ပုဂ္ဂိုလ်ဒီသူခောနိဗ္ဗာန်ရမယ်ဒီနေရာနိဗ္ဗာန်ပေါ်မယ်ဒီလောဘချုပ်တဲ့နေရာနိဗ္ဗာန်ပေါ်သဘောပါလားဒါဖြင့်အားလုံးတရားနာကြတယ်အရှင်ခံပြီးဆရာသမားကိုကြီးညိုလေးစားလို့ကိုယ်ရေးကိုသိပြီးလာကြတယ်ဓမ္မမှန်လို့ရှိမှန်လဲမှန်တဲ့ဓမ္မတွေဖြစ်ဘာစိတ်ဖြစ်ဖြစ်သိအောင်လို့ရှင်းမလားဘာစိတ်ပေါ်ပေါ်သိအောင်လို့ရှိရင်ဘာစိတ်ကဲလို့ခင်ဗျားတို့ကမတွေးနဲ့တော့ဘုရားကအဲ့ဒီပါဠိတော်မှာအောက်နာသွားကြည့်တော့သမုဒိယဓမ္မနုပတ္တိဝရဓမ္မနုပတ္တိဒါပဲတွေ့နေတယ်မင်းတို့ကဲလောဘတွေ့ရလားဖြစ်ပြက်တွေ့တယ်ဖြစ်ပြက်တွေ့တယ်လို့ဘုရားကိုယ်ကတကယ်ပြောဖော်ထားခင်ဗျားတို့ကိုယ်တိုင်ရှုကြည့်တော့လေစိတ်တွေရှုကြည့်တော့လေခိနာမိတ်တွေ့လားလောဘတွေ့သလားဖြစ်ပြက်တွေ့သလားဆိုတော့တကယ်ပြောတောင်းခံကြည့်ဘာမှမတွေ့ဖြစ်ပြက်ပဲတွေ့သဘောကျဘာများတွေ့ကြဖြစ်ပြက်တွေ့တော့ဖြစ်ပြက်ဆိုတာကလောဘလားအနိစ္စအနိစ္စတွေ့တဲ့ပုဂ္ဂိုလ်ဖြင့်ဒါကအနိစ္စတွေ့တာကမက်ကမက်တောင်ရနေသေးတဲ့ဓမ္မတို့ကြောက်เสียမကောင်းတဲ့ပြင်သဘောပါအဲ့ဒါစိတ်ဆောင်လျှောက်ပါဆိုတာပေါ်တိုင်းဓမ္မတွေကသိပြီရှင်းမလားပေါ်တိုင်းအဲ့ဒါဓမ္မတွေဘုရားစိုးရိမ်တော်မူတာသဘောကျမသိမှစိုးရိမ်ဘာစိုးရိမ်အဲ့တော့ဘုန်းကြီးတွေကဓမ္မတွေမှာဝန်းထဲမှာနိဗ္ဗာန်ရောက်ကြောင်းတရားပေါ်ပါရဲ့သားနဲ့နိဗ္ဗာန်မရောက်တာမသိလို့မရောက်ရှင်းမလားနိဗ္ဗာန်ရောက်ကြောင်းတရားမပေါ်လို့မရောက်တာလားပေါ်တယ်ကိုမသိလိုက်လို့မရောက်တာဒါဖြင့်ပေါ်တာသိတော့ပေါ်လိုက်ပြက်လိုက်ပေါ်တာသိရင်တက်တာသိတာရှင်းမလားပေါ်တာသိဒါဖြင့်ပေါ်တယ်ပြက်တယ်ဒါပြီးသွားနောက်ကသိတယ်လို့ဒကာဓမ္မတွေကပေါ်ပြီးပြက်သွားလေဖို့လို့ဒီကမက်ကင်နဲ့မသိဘူးလားသိတော့ဒကာဓမ္မတွေအနိစ္စမက်ကဒီလိုသွားဖြစ်အနိစ္စပေါ်ပြက်ကသိတာကပေါ်ပြက်ကသိတာကဟောသိတာကသမုဒိယချုပ်တာကဓာတိစရမဏချုပ်တာကនិရောဓသစ္စာလေးပါးကိုတန်းထွက်ဘာပူဇော်လို့သေးတော့ခင်ဗျာတကယ်လို့သေးလားဒီတရားကိုမနာလိုက်ရတယ်ဒီအလုပ်ကိုမလုပ်လိုက်ရရင်တော့ဖြင့်အဲ့ဒါခင်ဗျားတို့ကိုကျွန်းနေသေသေးချာကိုကျွန်းနေတာဖယားကိုမပွင့်ဘူးခင်ဗျားတို့ကဖယားသစ္စာလေးပါဟောကြတယ်ပွင့်လားတရားဥပ္ပသွားကြည့်ဘာဟောတကယ်ပြောဘာဟောဖယားပွင့်ကြတဲ့ကသစ္စာလေးပါးမှတပါးသူရည်ရွယ်ချက်အကြီးဆုံးရှိတာဘာမှမရှိဘူးဒါကိုဟောကြတယ်ဒါကြောင့်ဘုရားဖွင့်ခြင်းငါဘုရုကိုတရားဟောပါမလို့သစ္စာလေးပါးတော့အာလာယဟောမယ်ဒါနဲ့ဘေးကနတ်တွေကလည်းဘုရားလာလျှောက်တာအာလာယ9ရက်ကသေနေပြီဗျဘုရားကြီးဆရာအော်ရှုံးပြီဒီပြင်တရားရှုံးပြီပြောတာလားသစ္စာမနာလို့ရှုံးပြီပြောတာလားသဘောပါတခါစဉ်းစားလိုက်တယ်ဟာငါအဲ့ဒီပါဇန်တရားတွေကိုသင်ပေးလိုက်တဲ့လောကီဆရာရှိပါသေးကလားဥဒကရှိသေးတယ်ဥဒကဟောရလို့ရှင်သမာဓိကအာကြည့်ပြီးသားအပနာဆိုင်နေတဲ့ပုဂ္ဂိုလ်ကြီး
အဲ့ဒီပုဂ္ဂိုလ်ဒီသစ္စာဟောလိုက်ရလို့ရှင်တော့ချက်ချင်းရတာဖြစ်မယ်ဆိုတော့သူသိနတ်ကလာလျှောက်ရှင်ဗျာမနှိညာသေးပြီဗျာဟောရှုံးဟေဓမ္မရှုံးကြီးရှုံးဒီပြင်တရားမနာလို့ရှုံးတာလားဒါမသိလို့ရှုံးအဲ့ဒီတော့မှပြင်ဆွဲကြီးငါ့ဘုရားငါဝေယဝစ္စပြုနေတာသူတို့သွားဟောမှပဲဆိုတော့ဘာတရားမှမပေါ့သစ္စာလေးပါပါသဘောကျအဲ့တော့ဒကာဓမ္မတို့ဒါနကထာသီလကထာသက်ကကထာဆိုတာကသစ္စာမချုပ်ရရင်နိဗ္ဗာန်ကိုမရောက်ရှင်းမလားဘုရားရဲ့ကိလေသာညစ်ကြေးကိုတပြည့်စည်းချမ်းနဲ့ရှင်းတယ်နောက်မှမြဲတပြည့်စည်းနဲ့ဆိုတဲ့ဝိပဿနာနဲ့ရှင်းရနောက်မှပြမွေးပြည့်စည်းဆိုတာနဲ့သစ္စာဟောယူရတယ်အဲ့ဒီကျမှပြောင်းထွက်သွားတဲ့ကိလေသာရင်းပြီလားအဲ့ဒါသေချာမှရတယ်တကယ်ကျွေးရရောက်ကြကြတွေလုံးမနေကြပါနဲ့သဘောပါလားအမတန်ရေးကြည့်တယ်ဒါဖြင့်ဒကာဓမ္မတို့တရားမများသေးဘူးနော်ဘယ်စိတ်ဖြစ်ဖြစ်ခမည်းတော်ကဘယ်လိုလုပ်ရသိအောင်လုပ်တော့ခမည်းတော်သိတဲ့အချိန်မှာစိတ်ကိုသိတာလားအနိစ္စကိုသိဒါဖြင့်ခမည်းတော်သိတာမက်ကဟုတ်မဟုတ်ဒါဖြင့်သုတောင်းယူတာလားသိလို့ဖြစ်တဲ့မဲ့လားဒါဖြင့်ဝိဝါတို့နဲ့မဲ့ဖို့ရပါလေတူလည်းမရဘူးရှည်လည်းမရဘူးဒါလျှော်လိုက်တော့ခမည်းတော်သုတောင်းတယ်တူလည်းမရဘူးရှည်လည်းမရဘူးလုံးဝမလုပ်ပဲသူကဘာဝေတ္တပကိစ္စကိုပွားယူပါလို့ဆိုတာတောင်းယူလို့ရှိရင်တော့ခက်ပါလေရဲ့သမင်းချက်တဲ့အခါကျတော့ပွားရတဲ့စံတေတကယ်တည်းတကယ်ကျွေးရှိတယ်မိထိုးပြီးမချက်ရင်တော့ဒီဆံကပွားကိုမပွားဘူးစိတ်သက်ချပွားပါဘယ်နည်းနဲ့မှမပွားဘူးဆံတိုင်းတော့ပွားပါမပွားတဲ့ပြင်ပိုးကြပြီးရော့သွားတယ်ရင်းနေကြလားဒါပြန်မိထိုးပြီးရင်လည်းပွားအောင်လုပ်လိုက်ရင်ဘာဖြစ်လဲပွားရင်ခင်ဗျားတို့အလိုကြီးတဲ့တိမ်သားလုံးစားလောက်တာမှန်းကြည့်ကြိုက်ပွားဖြစ်မဖြစ်ပေဘူးအဲ့ဒါတွေတော့ကြပွားယူရမှာပွားယူရတယ်တောင်းယူရမှာတောင်းယူရတယ်မဲ့ဆိုတာဘာလို့ရောပွားဆိုတာတခြားမဟုတ်ပါဘူးပေါ်တိုင်းအဖန်မှန်သိတာကိုပွားတယ်လို့ဆိုတယ်ပေါ်တိုင်းအဖန်မှန်သိတာကိုကဲပွားတတ်ပါလားတပည့်တော်တို့ဗျာဒါဖြင့်ပွားတော့ပွားမယ်ဗျာမလျှော့ဘူးဗျာတခါကျော်လည်းတင်းတော့နော်ဒီဘက်ဓမ္မတွေရောမဟုတ်ဘူးဗျပွားဆိုတာလေတပည့်တော်တို့မှန်းကြည့်ပောက်ပြီးတော့ပြောမှာဘလောက်ပွားရမှာတော့သေတောင်ပွားတော့ပဲလားမေးမှာခင်ဗျားတို့ကဟမ်တရားဓမ္မတွေမေးခွင့်ရှိမေးရမှာပဲတခါကျွေရမဟုတ်ပါဘူးတရားဓမ္မတွေမပြီးခင်ပွားတာပေါ့သဘောကျဘယ်လိုမှားပါလိမ့်ဒါဖြင့်ပြီးတဲ့ကိစ္စရှိသေးတယ်ပွားရပြီးတဲ့ကိစ္စရှိသေးတယ်သဘောကျပွားရပြီးတဲ့ကိစ္စကဖြစ်ပြမြန်လို့ဖြစ်ပြကိုဒီကနောက်ကပွားလို့သိလို့ရှိရဖြစ်ပြမြန်ပြီးလို့ရှိရင်ဖြင့်ဒါတစ်နာမှာအပွားပြီးပြီနောက်တခါနှစ်နာမှာပွားပါဦးဒီဖြစ်ပြမိမိခန္ဓာဤအသေးကိုမြင်တာမိမိဝေဒနာရှိရင်ဝေဒနာခန္ဓာသေးတာပဲဝေဒနာခန္ဓာသေးရင်နာမခန္ဓာလေးပါရောသေးနာမခန္ဓာလေးပါရောသေးလို့ရှိရင်နာမခန္ဓာမှီးနေတဲ့ယုတ်တရားပါရောသေးတော့ခန္ဓာ၅ပါးသေးတာဒါပြန်ကိုယ်အသေးကိုမြင်တော့မမုန်းဘူးအဲဒီမုန်းတိတိုင်ဘွာရှင်းမလားဖြစ်ပြမြင်ယထာဘုဒ္ဓညာကိုယ်သေးကိုမြင်ကြည့်ပါများလို့မုန်းရင်နိဗ္ဗာန်ညာဖြစ်ပြီဘွာလိုက်တာဘယ်ရောက်လာလဲကဲဒါပြပွားပါအောင်ဆက်ပြီးတော့ကိုဆိုတော့ဆရာဘုန်းကြီးက၃ချက်ပဲဟောလိုက်တယ်ဘုရားကအနတ္တလက္ခဏာသုတ်လာတယ်ညာ30ပဲဟောလိုက်တယ်နော်ဒါကြီးနဲ့ဖြင့်နေပဲမနေဒီဒုက္ခကြီးဖြင့်ရလည်းမရကျင်တော့ပါဘူးလူလည်းမလို့ကျင်တော့ဘူးအကြီးဆုံးဒုက္ခဆိုတာဒါပဲလို့သိပါဘောလို့ဒီကမဲ့ခင်ကခင်ဗျားတို့အကြီးဆုံးတခါတည်းဒုက္ခလို့ပိုင်းခြားပြီးသိတော့သူကချုပ်ထွက်မပွားနဲ့တော့ဒုက္ခនិရောဓနိဗ္ဗာန်မြင်ပြီရှင်းမလားမပွားနဲ့တော့ဒီကြတော့ဒါရင်မသိမချင်းပွားရမှာလားဒုက္ခပိုင်းခြားပြီးလို့ဒုက္ခချုပ်ရင်မပွားနဲ့တော့သဘောပါလားမှန်းကြည့်ပေါ့ရှိပါတယ်
သဘောပါရှင်ဗျာကြီးအထောက်ရတယ်တဘွားတဲ့ဘွားလို့ရှင်ဗျာမောဆိုင်များသေရမလားဆိုတာခင်ဗျားတို့ကပြောချင်ပြောဟုတ်ကလားအဲ့ရအမောမဆိုင်ရပါဘူးတရားဓမ္မတို့မှန်းကြည့်ပေါ့ရှိပါလေပေါ်ကြဒီကနေမန္တလေးသွားတယ်ဆိုတော့အရန်သွားနေရင်တော့မောမှာပဲဟာဒါရင်ဘုရားကြီးကိုရောက်ရင်မန္တလေးပါပဲအဲ့ဒါလေးရောက်အောင်သွားလိုက်ပါတော့ဆိုတော့ဩဒါဖြင့်အနည်းလေးပဲဆိုတော့မှန်းကြည့်ရှိပါမရှိဘူးလားဒီမှာလည်းမှန်းကြည့်ရှိတယ်ခင်ဗျားတို့ညာမှာညာရင်သုံးခုနဲ့သာတက်လိုက်နော်ညာ16ပါညာ10ပါအိုးဒီသုံးခုတည်းအကုန်ဝင်လာတာရှုပ်နေနဲ့သဘောကျလားဒါဘုရားကအနတ္တလက္ခဏာသုံးပါဟောတော့ကုညာ10ပါညာ16ပါပါသလားဒီသုံးညာမဲ့ပါသလားလို့မေးကြည့်ဧဝမေတံယတ္ထဗုဒ္ဓံသမပညာတတ္တပံဆိုယတ္ထဗုဒ္ဓညာပါတယ်ဧဝံပတ္တံဘိက္ခွေတဲ့ယတ္ထဗုဒ္ဓညာမြင်ပြီးဝေဒနာရပြီနိဗ္ဗာန်တိဝေဒနာရှိတဲ့ပုဂ္ဂိုလ်ဝေဒနာကြီးဝေလာတာပဲနိဗ္ဗာန်တိဆိုပြီးနိဗ္ဗာန်ကတက်တယ်လို့ပြောတယ်နိဗ္ဗာန်တော့ကြီးဝေပြီးသည်ရှိတော့ဝိရိသတိမလို့ခြင်းနဲ့ဒုက္ခကိုမလို့ခြင်းနဲ့မဲ့ပေါ်ဤဆိုတော့သုံးညာနဲ့ဟောအနတ္တလက္ခဏာသုံးတရားဥရှင်းမလားအဲ့တော့သူများပြောတာရောင်းမနေနဲ့ဝိရှင်သာရိပုတ္တရာသူဉာဏ်ကျဲတဲ့တိုင်း16ခုတော်နေဉာဏ်လေးကမုန်းတာမြင်များမုန်းတယ်လို့တို့ပြန်ပြီသူကဟုတ်လားယွန်မြန်ယွန်တယ်လို့တို့ပြန်ပြီအပြည့်မြင်တယ်ဆိုအပြည့်မြင်များပြီလို့တို့သူကနန်းတို့ထားတယ်နဲ့ဉာဏ်လေးရှင်းနေဖခင်ကဒီသုံးဉာဏ်နဲ့ဟောရိပ်ပြီမလားသဘောပါပြီနော်အဲ့တော့ခင်ဗျားတို့အဲ့ဒီဉာဏ်တွေခင်ဗျားတို့ကလည်းရှင်သာရိပုတ္တရာလောက်ဉာဏ်ဧကရဲမရတာဖြစ်နေတော့တို့လို့လည်းမရဘူးဘယ်ရောက်နေမှလည်းမသိဘူးဒီသုံးဉာဏ်တော့သိတယ်ဟောဖြစ်ပြနေရင်ဘာဉာဏ်ဖြစ်ပြမုံရင်ဟာဖြစ်ပြကရှင်ရင်ဆုံးသွားရင်လူတိုင်းသိတယ်သဘောကျဒီသုံးဉာဏ်ပဲဟောတယ်လို့သုံးပြချက်ချလိုက်တခါကျွဲသဘောကျပြီနော်ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့စိတ်တံရခိတမေရာဝီဆိုတာစိတ်ပေါ်တိုင်းသိတာဟာပညာရှိပါသဘောကျစိတ်ပေါ်တိုင်းသိရင်စိတ်ပေါ်တိုင်းသိရင်ပြက်တိုင်းလည်းသိပါတယ်ဒါလေးလိုက်ပေါ်တိုင်းသိရင်ဦးပေါ်ရနဲ့ပြက်တာနဲ့ထူးတာမှမဟုတ်ပဲတကားကျွဲသူ့သက်တမ်းကတစ်မှာဖြစ်နှစ်မှာပြက်ဆိုတော့တစ်မှာပေါ်နှစ်မှာပြက်တော့ခင်ဗျားတို့ကိုမသိဘူးနောက်ဆုံးပဲရှုလိုက်တဲ့ကဩမရှိဘူးပဲသိဒါပဲသိတယ်ဒီလိုဘာမှမသိဘူးဘယ်ဩမသိတာပဲလေသိသွားတယ်သူဘုရားကဘုရားဥဒယဘုရားညာလို့ဟောထားပါတယ်အေးဟောတော့ဟောကမှမင်းတို့မြင်တဲ့ဥဒယမဟုတ်ဘူးမင်းတို့မြင်တဲ့ဝရမဟုတ်ဘူးသူ့ဟာသူဖြစ်သွားတာသူ့ဟာသူပြက်သွားတယ်လို့မင်းတို့ကဒီကမှန်းပြီးတော့မရှိဘူးလို့သိပဲသဘောပါအဲ့ဒီတော့မစာကြီးဆိုထားတာတစ်ထစ်ကြမှတ်ထားလို့မဖြစ်ဘူးကိုဒိဋ္ဌဓမ္မောအတိပြုရတယ်ဟိုကသုတ္တဓမ္မောရှင်းမလားဒိဋ္ဌဓမ္မောကဖြစ်တာလေတပည့်တော့မတွေ့လိုက်ဘူးဗျာဘုရားကဥဒေယလို့ဆိုတော့ဖြစ်တာဝရဆိုပြတ်တာပဲအဲ့ဒါတပည့်တော့ညာနဲ့ကြည့်လိုက်တော့တစ်ခုမှမတွေ့ဘူးဟာဘုရားခင်ကိုရမေကြီးကသူကိုယ်တိုင်တောင်မှနှစ်စိတ်မဖြစ်တာမင်းတို့ကတစ်နာမစိတ်ကိုနှစ်နာမနဲ့သိရတာမင်းတို့ဝေးပါလေလို့ခေါ်ရသိကိုမသိနိုင်သဘောကျဟောဖြစ်ပြီးမရှိဘူးလို့သိရင်ပြီးတာပါပဲသဘောပါလားကောင်းပြီဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေနေရကြပါပြီတဲ့စိတ်ကိုစောင့်ရှောက်တတ်ပလားပေါ်တိုင်းသိရင်စောင့်ရှောက်တာပဲပေါ်တိုင်းသိရင်စောင့်ရှောက်ပြီးတကလားဒါဖြင့်တကယ်ကြွေစိတ်တံရခေထမေရာဝီဆိုတာကြိုက်သွားစိတ်ကိုစောင့်ရှောက်ပြီးပေါ်တိုင်းသိတာစိတ်စောင့်ရှောက်တာပဲစိတ်တံဂုတ်တံဒုက္ခဝံစိတ်တံစိတ်ကိုဂုတ်တံလုံခြုံအောင်စောင့်ရှောက်ခဲ့ပြီးရှိလို့ဒုက္ခဝံနိဗ္ဗာန်ကိုဆောင်းဒါဖြင့်ဒုတိယချက်ကြံသေးတဲ့ဒကာဓမ္မတို့တရားနှလုံးနဲ့ဟောနေတယ်မများပါဘူးပထမဟောတာကစိတ်တံတဲ့ခေတ္တမေရာဝီပဲဟောတာစိတ်ပေါ်တိုင်းသိရင်ပါပါလိမ့်ပါဠိရွတ်လိုက်စမ်းဒါပဲစိတ်ကိုစောင့်ရှောက်တာပညာရှိသဘောကျ
ဓမ္မဝရပါဠိတော်စိတ်ကဝက်မှာသွားကြည့်သူ့အရင်တွေ့လေသဘောကျကောင်းပြီဒါဖြင့်တခါကျွေးစိတ်တံဂုတ်တံဒုက္ခဝဟံစိတ်တံစိတ်ကိုဂုတ်တံလုံခြုံအောင်စောင့်ရှောက်ခဲ့သည်ဆိုတော့ဒုက္ခဝဟံနိဗ္ဗာန်ကိုဆောင်ပြီးဟောတိရှိဒါဖြင့်စိတ်ကိုလုံခြုံအောင်စောင့်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့နိဗ္ဗာန်ကိုဆောင်မယ်မဟုတ်ဘူးလားစိတ်ကိုလုံခြုံအောင်စောင့်လို့ရှိရင်ဒါဖြင့်ဒီစိတ်ထဲမှာလုံခြုံအောင်စောင့်ပါဆိုတဲ့သခိုးရှိနေလို့လုံခြုံအောင်စောင့်ခိုင်းတာပေါ်ပြီခင်ဗျားတို့ဒီလောက်တရားကလည်းမလာဘူးလူတွေကသိခဲ့တာစိတ်ကိုစောင့်ရှောက်ရမှာတဲ့ဆိုတော့သခိုးရှိတယ်လို့မသိဘူးဆက်လိုက်တဲ့ဖြစ်ချင်းမှမပြောပါနဲ့တော့ဟောဒီခေါင်းတုံးရိတ်ထားတဲ့ဒီလိုက်ရင်လေသွားမေးမသိဘူးပဲဟုတ်လားစိတ်တံဂုတ်တံဒုက္ခဝံစိတ်တံစိတ်ကိုဂုတ်တံလုံညောစောင့်ရှောက်ခဲ့သည်ရှိတော့ဒုက္ခဝံနိဗ္ဗာန်ကိုဆောင်း၏ဒါလုံညောစောင့်ရှောက်အောင်မယ်ဆိုတဲ့ကဒီကြားထဲမှာခိုးနေတာရှိတယ်တပည့်ကြခင်ဗျားတို့လုံစောင့်ရှောက်ကြတော့ဆိုတဲ့ကခင်ဗျားတို့လောကီတော့ပါတယ်ခင်ဗျားတို့လောကုတ္တရာကြတော့လက်မကြည့်မိလို့မသိပါဘူးလောကီကြတော့မနေ့သတိပရိယာနဲ့လုံညောထားတယ်ကွာဘုဗနာကောင်ကဘိန်းစားကွာဒါကြတော့ခင်ဗျားတို့သိတယ်မသိဘူးလားအဲ့ဒါကြတော့ခင်ဗျားတို့ကသိတယ်တဲ့အခုစိတ်ကိုလုံညောင်စောက်မှာဆိုတော့ခင်ဗျားတို့ကဘယ်ဘိန်းသားကဝင်ခိုးမလို့ဆိုတာခင်ဗျားတို့မတွေးမိဘူးတွေးမိရလားတော်ထူသေးတာပဲအတော့ကိုအားသေးတယ်လို့တခါကြွေအမြင့်တွန်းခံရတာကိုလားခင်ဗျားတို့သိမဆိုးပါနဲ့စိတ်ကိုလုံညောင်စောက်ပါလို့ဆိုတဲ့ကောဘာရှိလို့စောင့်ခေါင်းအဲ့ဒီသခိုးရှိတယ်တဲ့အဲ့ဒါကြက်ကြသတိထားပါဒါတစ်သက်နဲ့တကူကြားရတဲ့စကားပါပဲတခါကြွေတစ်သက်နဲ့တကူကြားရဟောဒီစိတ်ကလေးကဘာစိတ်ဖြစ်ဖြစ်တခါဓမ္မတို့ဖြစ်ချင်တာဖြစ်ချင်တာဖြစ်ပါခင်ဗျားတို့တဏ္ဍာမှာမဲ့လည်းမဖြစ်သေးပါဘူးဖိုးလည်းမဖြစ်သေးပါဘူးဘိညာဉ်လည်းမဖြစ်ပါဘူးခင်ဗျားတို့နဲ့တန်တဲ့စိတ်ကတော့ဖြစ်ချင်တာဖြစ်နေမှာပဲမဖြစ်ပေဘူးလားဟာဘုဒ္ဓဇင်ယူกว่าဖြစ်ချင်တာဖြစ်တာငြိမ့်နေကလားဘုဒ္ဓဇင်ဆိုတာဘာလဲလို့အယုဆိုတော့ပေါ်ချင်တာပေါ်နေတာပဲမပေါ်ဘူးလားဘုရားအယုဆိုးပြီးနေတာအမေသနာစရာကောင်းတယ်လို့ပေါ်ချင်ပေါ်နေယူပုံကတော့မပြောပါနဲ့တော့တပည့်ကြဘုမပြည်ကြပြီးနှူရွှဲနေတဲ့ပုဂ္ဂိုလ်မြင်လိုက်ပြန်လို့ရှိရင်ဖြင့်သူကြည့်ရတာကခြေလက်တွေကသာမန္တာမျက်နှာအတော်သားလာကြလာတာဘုဒ္ဓဇင်စိတ်ကခေါင်းယူတာမယူဘူးလားကိုယ်သားသမီးလေးနှတွဲလောင်းလေးပဲမယ်အမချစ်စရာကောင်းတာပြောကြည့်တက်ကတွဲလောင်းဆိုတော့ခင်ဗျားတို့ဘယ်နဲ့ဖြစ်မဖြစ်မှဖြစ်ရလေကြာမပြောလိုက်ဘူးဒါဘုရားစိတ်ကဘယ်စိတ်မှဆိုရှိရလိမ့်မယ်သဘောကျနှတွဲလောင်းကိုချစ်လဲရှိရမှာနှတွဲလောင်းကိုဒီကောင်မြတ်ဒီရွယ်ရောက်ပြီးနှမမတုတ်သင်တာသေးဘူးလို့ငုံတဲ့စိတ်ပေါ်လာလဲပေါ်ကျင်တာပေါ်လိမ့်မယ်ပေါ်ကျင်တာဘာလို့ကပေါ်ကျင်တာကိုပေါ်တိုင်းသိရလိမ့်မယ်ဒါဖြင့်သိတာပဲစိတ်စောင့်ရှောက်လို့ပဲစိတ်သိတယ်လို့ဆိုတော့သိတော့ဒီထဲမှာတဏှာနဲ့မာနဒိဋ္ဌိကသခိုး၃ယောက်ရှိဒကာဓမ္မတို့သခိုးပဲ၂ယောက်ရှိဘယ်လိုပါလိမ့်ကတဏှာမာနဒိဋ္ဌိကသခိုး၃ယောက်ရှိတယ်လို့ဘုန်းကြီးဒကာဓမ္မတွေကလေးစားဆိုမှတ်တဏှာမာနဒိဋ္ဌိသခိုး၃ယောက်တခိုး၃ယောက်ခမည်းတော်တဏ္ဍာမှာခိုးနေတာသိထင်ရှားဟောဒီကိုလောဘစိတ်ကလေးတစ်လုံးမဲ့ထားလောဘစိတ်ကလေးကိုခမည်းတော်ကလောဘစိတ်ကလေးဖြစ်တယ်လို့သိရလောဘစိတ်ဖြစ်သွားပြီလို့မသိဘူးလားသိတယ်သိ냐ဆိုလဲငါလောဘရှိလို့ငါရလိုက်တာဟောတဏှာကဥစ္စာအနိစ္စကိုငါလုပ်ပြီးခိုးယူသွားသဘောကျလားငါလောဘရှိလို့ငါအခု900,000လေးဒါအပြောလေးနဲ့ကိုလောဘလေးနဲ့စမ်းပြီးတို့ကြိတ်တော့ဒါတော့ကိုပေးသွားတယ်တော်ကဲငါလောဘလေးကဘယ်လောက်နေရကြတော့ဆိုအိမ်ပေါင်းများကြွားလုံးထုတ်လိုက်သေးတယ်မထုတ်ဘူးလားဒါရှင်းလို့ဖြစ်ဒီ900,000ပါကောင်းမှာအာနာတာနဲ့ဟောဒီလောက်တော့ပြန်မဖြစ်နိုင်ဘူးဆိုပြီးကိုယ်ဝင်ပြောတယ်900,000ကိုလည်းထဲကျန်သေးတယ်ဒါကျုပ်စိတ်ကလေးဘယ်လောက်နေရကြဆိုပြီးတဏှာကလည်းဒီကိုယ်စိတ်ကလေးဒါကြောင့်ကိုယ်စိတ်ကလေးကိုနှမျောတယ်ကိုယ်သေးသွားခက်တယ်ဒီလိုကြီးရှုံးနေမှာပေါ့လေဒီစိတ်ကလေးနဲ့စိတ်ကလေးကိုခင်းနေပြန်တယ်တဏှာမလားဘူးလားမာနကလည်းလာတယ်တဲ့ငါပြောကောင်းလို့ဆိုတော့ဒီစိတ်ကငါဖြစ်မသွားဘူးလားဒိဋ္ဌိကလည်း
ငါစိတ်နဲ့ငါနေစမ်းပြစီမင်းတို့အတန်နေစမ်းပါလေအယောင်းဝယ်စကားပြောနေဖေးနေစမ်းပါဒိဋ္ဌိကငါစိတ်နဲ့ငါပြောစမ်းပြဒီတဏှာကိုငါစိတ်လုပ်ပြန်တဲ့အဲ့ဒီတော့ဖြစ်ပျက်ကိုတဏှာမာနဒိဋ္ဌိကငါစိတ်လုပ်ပြီးကာလခိုးသွားတဲ့စိတ်ကိုတော့ပြန်လုံညုံကောက်သဘောကျလားမလွယ်ဘူးခင်ဗျားတို့သေချာတစ်လုံးနဲ့ဟောနေလုံးလေးလုံးဟောရင်ခင်ဗျားတို့သေတယ်နှလုံးနဲ့ဟောတာကိုမလွယ်ဘူးသဘောပါလားခိုင်းတာဖြင့်ဒကာဓမ္မတို့ဒီစိတ်ကလေးကိုငါ့ကိုငါဟာငါ့ဥစ္စာမဖြစ်စီနဲ့အနိစ္စလားဖြစ်ပေစီသဘောကျဒီစိတ်ကလေးကိုငါ့ကိုငါဟာငါ့ဥစ္စာမဖြစ်စီနဲ့ခင်ဗျားတို့ကဖြစ်နေလို့ပြောရငါပြောကောင်းလို့ငါဟန်ကိုဖို့ဆိုပြီးငါလုပ်လိုက်တာဟန်ကိုဖို့ဆိုပြီးငါလုပ်လိုက်တာဆိုလောဘငါလုပ်ပလိုက်သဘောကျဒါကြောင့်ငါစိတ်ကလေးငါနှမျောတယ်ပြောတာဟောဆိုတော့ဒိဋ္ဌိကလည်းဝင်လာမဝင်လာဘူးလားအဲ့ဒီတော့ဒါဖြစ်တယ်ဆိုတဲ့သဘောရောက်သေးလားငါ့ကိုငါဟာဆိုငါဥစ္စာဆိုတဲ့တဏှာမာနဒိဋ္ဌိသဘောရောက်သွားသလားအဲ့ဒါမဝင်သေးနဲ့အဲ့ဒီတစ်ခုဝင်မှာတော့စိုးရိမ်နေတယ်သဘောကျဒီတစ်ခုကခဏခဏဝင်နေတာရိပ်နေဗလားငါစိတ်ဟုတ်လားဣတ္တမမဣတ္တဤခုနကလောဘတရားမမငါဤပဏ္ဏကံဥစ္စာပဲငါဥစ္စာပဲနော်ဧကောမတမိတ်ဧကောဤခုနကလောဘစိတ်လေးအဟံငါဒီအတမိဖြစ်တယ်ဒါလေးကငါဖြစ်နေဧကောမယတ္တဧကောဤခုနကလောဘစိတ်လေးမယတ္တငါလေးပဲတဲ့ငါကြောင့်ငါဖြစ်သွားတာငါကြောင့်ငါကျိုးစီသွားတာသဘောကျတခါတည်းတဏှာမာနလေးတွေမဝင်ဘူးလားအဲ့ဒီတခိုးတော့မဝင်စီနဲ့တဲ့ဖြစ်ပြက်တာဒီမဲ့နဲ့ကိုက်နေအောင်လုပ်တခိုး၃ယောက်ဒီကြားဝင်တတ်တယ်သဘောကျအဲ့ဒီတခိုး၃ယောက်ရှောင်လိုက်လို့ရှိရင်ဖြင့်ဒီတရားဓမ္မတို့ဒန္တံယဉ်ကျေးတဲ့မဲ့ခင်ဖြစ်ပြီတခိုး၃ယောက်အဝယ်မခံရင်တရားဓမ္မတို့ရှုတာဘာဖြစ်သွားဒန္တံယဉ်ကျေးဆုံးမဲ့ခင်ဖြစ်ပြီသဘောကျယဉ်ကျေးတာဘာခေါ်ကြမလဲနိုင်ရည်တရားနေကိုခရကဒီဟာမဲ့ခင်ရင်กว่าဒီတိုင်းခြေရင်လေးနဲ့သွားလို့နိဗ္ဗာန်မရောက်ဘူးဒီမဲ့ခင်ရင်ထားနဲ့မှရောက်မဲ့သိချာမဟုတ်ဘူးလားဒါဖြင့်ဒကာဓမ္မတို့စိတ်ကိုစောင့်ရှောက်ပါဆိုတာသခိုးပဲတယောက်မဝင်သည်နဲ့ပြောတာထုတ်ဘယ်လိုပါလဲဗျာဟောဒီစိတ်ကလေးခင်းတယ်ဆိုတာကသနာဒီစိတ်ကလေးကငါပဲလို့ယူတာမာနဒီစိတ်ကလေးကငါပြည့်စည်လေငါစိတ်ကလေးငါစိတ်ငါပိုင်ပင်ပြောလို့နေရာကျသွားတာဒီစိတ်ကလေးငါဥစ္စာလုပ်လိုက်မလုပ်ကြဘူးလားဒါဖြင့်ဒီသဘော၃ယောက်မဝင်စီနဲ့သဘောကျဒါဖြင့်စိတ်ပေါ်တိုင်းစိတ်ကိုမကြောက်နဲ့သခိုး၃ယောက်ကိုကြောက်မလားဟောလို့တော့ကောင်းတယ်နိုင်ရရှိနေပြီယနေ့ဒီရင်တော်ကြစို့